အားလုံးပဲမင်္ဂလာပါသွေးမိတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူသွေးမိတ်ရေးသားထားတဲ့အမုန်းတွေထပ်ပို့တော်ဆိုတဲ့ဇလန်းကောင်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်းလေးမစတင်မီຫນွေတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်ပန်းမြိုင်ကိုအထုကုစီးရုံလို့အမည်တွင်နဲ့စီးရုံကြီးကိုအခမ်းပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်။သူများစီးရုံတွေထဝန်ဆောင်မှုနဲ့လူနာတွေအပေါ်စိတ်ရှည်စွာဆက်ဆံတတ်တာကြောင့်နာမည်ကြီးလာပါတယ်။စီးရုံကြီးရှေ့ကိုကားတွေအများကြီးရပ်လာပါတယ်။ဒါကြောင့်လေစီးရုံတွေကလူတွေအံ့ဩလို့မဆုံးပါ။ကျွန်တော်ရဲ့တခင်လေးလက်မှာဓာတ်ထုံးမိထားလို့ပါ။မြ мян ကုသပေးပါနော်။လူရည်တယောက်ရဲ့အော်တန်ကြောင့်တာဝန်ရှိတဲ့ဆရာဆရာမအားလုံးအလုံးများသွားရပါတယ်။အရေးပေါ်လူနာအဖြစ်ကုသပေးပါတယ်။ဖြစ်တဲ့လူနာတယောက်ရှစ်ထားတဲ့ကားတွေက10စီးလောက်ရှိတာကြောင့်အလွန်ချမ်းသာတဲ့တတိတဦးမှအားလုံးကသဘောပေါက်ကြပါတယ်။တခင်လေးတတ်တာရေးလားနေလို့ကောင်းပါတယ်။စီးမတော့ချင်တာတခုပဲ။စီးရမတော့လို့မရဘူးတခင်လေးရဲ့အယောင်ကျစီတွေရောပိုးသက်စီတွေရောအကိုက်ခဲပြောက်စီတွေရောတခြားကျွန်တော်မသိတဲ့စီတွေရောစုံနေတာပဲမတော့ဘူးကွာငါအတွက်စီးမလို့ဆိုတာသိတယ်မဟုတ်လားဒီတစ်ခေါက်တရာနဲ့တော့စီးရလိုတာစီယာတော်စမ်းကွာငါစီးလုံးဝမတော့နိုင်ဘူးအိမ်ပြန်မယ်အိမ်ပြန်လို့မရဘူးစီယာမေတော်ကြီးကတခင်လေးထင်ရလုံးဝပျောက်ကင်းမှပြန်လာဖို့အမိန့်ရှိလို့ပါဟာဒီအမိန့်တွေကကုန်မကုန်နိုင်ဘူးငါပြောပြီးနော်ငါစီးလုံးဝမတော့နိုင်ဘူးတခင်ဖြစ်သူရဲ့အော်တန်ကြောင့်လင်းခစ်စိတ်ညစ်ရပါတယ်စီယာကမလုပ်ဘူးဆိုရင်လုံးဝမလုပ်သူပါသူဖြောင်းပြပြောလို့မရတာမှန်တာကြောင့်စီးရုံကတာဝန်ရှိရဲ့ဆရာဝန်တယောက်ဖြစ်ဖြစ်ပြောခိုင်းမှုကိုစိတ်ကူးပါတယ်ဟက်ကဘာရီဂျန်စီနေရလဲငါမတောက်ဘူးနော်တခင်လေးကလည်းကျွန်တော်စိတ်ညစ်လာပြီညစ်ကွာငါခံနေဘယ်သူမှမွေးစေနဲ့ကြားလားသွားအဲ့လိုတော့မရဘူးဆရာတရားအောင်ကြည့်ဖို့ဆရာဝန်တွေကရောင်းလဲလိမ့်မယ်ရှုပ်ရှက်ကွာလက်မှာချိတ်ထားတဲ့ဓာကြီးကိုလည်းဖြုတ်ပေးစမ်းပါဖြုတ်လို့မရဘူးဆရာဒီရေကုန်မှဖြုတ်လို့ရမယ်လို့ဆရာဝန်ကတေချာပြောသွားလို့ပါ drip pipe ဖြုတ်ခိုင်းတာကြောင့်လင်းခစ်အခက်တွေ့ရပါတယ်မင်းမဖြုတ်လဲငါဘာသာငါဖြုတ်မယ်ပြောလဲပြောအကူလေးဆွဲထုတ်ပစ်လိုက်ပါတယ်လင်းခစ်တာတော့လေလုံးဝမရပါနောက်ဆုံးလင်းခစ်တာအရှုံးပေးလိုက်ရပါတယ်နှင်းစီပန်းကင်းထဲမှာပန်းရည်လောင်နေတဲ့သူမအသွင်လေးကချစ်စရာကောင်းလာပါတယ်ဒီပန်းကြီးရဲ့သခင်ဖြစ်တဲ့သူမကလည်းနှင်းစီပန်းကြီးနဲ့အပြိုင်လှနေပါတယ်စုသက်လွင်ရေစုသက်လွင်ခေါ်တဲ့ကြောင့်ရှီလောင်းနေတဲ့သူမလက်တွေရက်တန်သွားပါတယ်။ကင်ထားတဲ့ရေပုံးကိုလည်းမြေကြီးပေါ်ချလျက်သားဖြစ်သွားပါတယ်။အလိုမကျတာကြောင့်သူမမျက်နှာလေးကမှုန်ကုတ်သွားပါတယ်။ဟဲ့ခေါ်နေတာမကြားဘူးလား။အတန်လေးပါလေးပြန်ပေးလေ။ကြားလို့ပဲလှုပ်လက်စအလုပ်ကိုတောင်ရှက်ပြီးစောင့်နေတာလေ။လေတံဝပမမခန့်နဲ့နင့်မပတ်စံရှိရင်ငါ့ကိုပေးစမ်း။မရှိဘူး။ရှိလည်းမပေးနိုင်ဘူး။အော်ကောက်မငါနေဖေးရင်မဟုတ်လို့ပမမခန့်လုံနေတာပေါ့။တိရင်လည်းလာမပတ်တဲ့နဲ့လေဝေးနေပေါ့လူကလက်တောက်လောက်ရှိသေးရဲ့အာခံကျင်သေးရဲ့ပေါ့အဲ့လိုပြောပြီးလက်ရွယ်တာကြောင့်အဲ့ဒီလက်ကိုစွတ်တက်ကဆွဲယူပြီးလိန်ချိုးပြီးမှကင်ပေါက်ပစ်လိုက်ပါတယ်အာနာလိုက်တာကောင်မငူးနေရင်လေအေးစိမ့်နေကျမကိုဘာထင်နေလဲဥဖို့တကြားတေးစင်းနေလားရှင့်လို့အမှုသမားလောက်ကအပြော့ပဲနော်တေးစင်းလားပြောလေပြောဥဖို့တကြားရဲ့လက်တစ်ဖက်ကိုလည်းလိန်ချိုးပစ်လိုက်ပါတယ်မိမကြီးကဲပါဦးနင့်သမီးငါ့ကိုတတ်နေပြီအဲ့ဒီအော်တန်ကြောင့်ဒေါ်သက်မှာထိတ်လန့်လန့်နဲ့ပြေးထွက်လာပါတယ်ထမင်းဦးတင်နေတော့ဖြစ်တာကြောင့်ရောင်းမစုံကိုလည်းကင်လာပါတယ်ဟဲ့သမီးလှဆန်းလက်ကျိုးအောင်မယ်ကျိုးပါစီအမေယောက်ျားသမီးကိုလာဆန်းတာကိုဒါကြောင့်ဆုံးမပေးနေရနောက်တစ်ခါကျမနာလာအောင်မလားအာမလာတော့ပါဘူးပြီးရောသွားနောက်တစ်ခါတကယ်လိန်ချိုးပြမှာပြောပြီးရောလွတ်ပေးလိုက်ပါတယ်ဥဖို့တစားတော်တော့နာသွားမယ်ထင်ပါတယ်။လိန်ချိုးခံထားရတဲ့လက်ကိုမနာတဲ့လက်အကူကြီးနဲ့ပိုက်ပြီးထွက်သွားပါတယ်။ဒေါ်တက်မာကလည်းယောက်ျားဖြစ်သူကိုဖေးမခေါ်သွားပါတယ်။သူမကတော့နှင်းစီပန်းခင်းတွေရေဆက်ဖြန်းနေပါတယ်။သမီးရေဒီနေ့ဒေါ်ပြာကြီးတို့အိမ်ကိုနှင်းစီပန်းအနီအပွင့်တရားပို့ပေးအောင်နော်။အခုပဲသွားပို့လိုက်ပါမယ်အမေ။အေးရတဲ့ပတ်စံကိုသမီးမောင်လေးကြောင်းစရိတ်တခါတည်းသွားပေးလိုက်နော်။ဟုတ်ကဲ့အမေသမီးပန်းနေလည်းအစင်သစ်ဖြစ်ပြီဆိုတော့တောက်ပိုးလိုက်တော့မယ်နော်အေးစုတက်လင်ဟာအဝိစာအစုပ်ပြေကိုမလဲတော့ပါစပိန်နောက်ပေါ်သို့ပန်းနေတင်ပြီးစပိန်နှင်းထွက်ခဲ့ပါတယ်ကြီးမားလာတဲ့ခြံရှိနာမှာ
စပိန်ကိုထိုးရက်လိုက်ပါတယ်အိမ်နောက်နှင်းစီပန်းစီကိုယူပြီးဘဘပန်းလာပို့တာပါဘဘလက်မအားလို့အိမ်ထဲဝင်ပေးပြီးပါလားပြာကြီးပေးလိုက်မယ်ဟုတ်ကဲ့ဘဘအဲ့လိုဆိုပြီးပန်းစည်းကိုပွေကခြံထဲကိုဝင်လာခဲ့ပါတယ်ခါတိုင်းဆိုရင်စုသက်အိမ်ရှိမှပဲပန်းပေးပြီးပတ်စံယူကပြန်တက်သွားပါတယ်တခါမှခြံထဲကိုမဝင်ဘူးတာကြောင့်အခုခြံထဲရောက်တော့အားလုံးကိုလိုက်ငေးကြည့်မိပါတယ်အဲ့ဒီခါမှာစုသက်ကောင်ကိုစက်တောင်ကမှန်သွားပါတယ်အာနားလိုက်တာ sorry ချက်တိတ်ကိုရိတ်ချက်တွေများသွားတယ်တမင်သက်လောက်တာမှမဟုတ်ပဲရှားပါတယ်ဒါနဲ့ဦးလေးကြီးကဒီခြံထဲကအလုပ်သမားလားဟမ်ကောင်မလေးအပြောကြောင့်ဝေးရန်ပြုံးမိပါတယ်ဒီနေ့စက်တောင်ရိုက်မှကြောင့်စွတ်ကျဲအစုပ်ပဲဝတ်ထားမိပါတယ်သူ့ပုံစံကလည်းစုတ်တိစုတ်ပြက်ဖြစ်နေတာကိုဘာဟန်လဲရှော့ဒီမှာပန်းအပွင့်တရာယူသွားပတ်စံ2000ခွဲပြန်ယူခဲ့ပန်းကိုလေတိချကင်သွားနော်ကျမပြီးတဲ့ပန်းကလန်းလန်းလေးဦးလေးကြီးကင်လို့ပွင့်ဖက်တီကျွေးကုန်မယ်ဟုတ်ပါပြီကိုတိချကင်သွားပါမယ်ပြောလေပြောပြေးလာဖို့ပြင်နေတဲ့လင်းခေကိုမလာဖို့လက်ကပြပါတယ်ဝေးရန်အထဲကိုဝင်သွားပြီးစုသက်ကမျက်ခင်းစိမ့်စိမ့်ပေါ်ထိုင်လာပါတယ်အိုးတခင်လေးဘာလို့ဘန်းနေသေးလာလဲအတော်ကြီးလာယူမှာပေါ့ရှားပါတယ်အပန်းမကြီးပါဘူးပန်းမိုး2000ခွဲပေးရမယ်တဲ့3000ပေးလိုက်ပါဟုတ်ကဲ့တခင်လေးအတော်ကြီးသွားပေးလိုက်ပါမယ်ရတယ်မလို့ကျွန်တော်ဘာသာကျွန်တော်ပေးလိုက်မယ်ဟုတ်ကဲ့တခင်လေးထော်ပြကြီးကတယူတတိကောင်းကုန်ပြီးပတ်စံပေးပါတယ်ဝေယံကထိုးပတ်စံကိုယူပြီးအပြင်သို့ပြန်ထွက်ခဲ့ပါတယ်အိမ်နောက်မြကင်းပေါ်ကထိုင်နေတဲ့သူမထံကိုလှမ်းပြီးပါတယ်ရှော့ဒီမှာပန်းဖို့အဲ့ဒါမှပြဿနာပဲကျမမှအချွေမပါဘူးဦးလေးကြီးရဲ့ပြန်စရာမလိုပါဘူးယူသွားလိုက်မဟုတ်တာဒီလိုလို့နောက်နေ့ကျရင်ပန်းဖို့ရှော့ပေးပါပေါ့မဟုတ်ဘူးလေမင်းကိုပို့ပေးတာမယူချင်ပါဘူးကဲသွားတော့မယ်ဦးလေးကြီးနောက်နေ့ပန်းဖို့ရှော့ယူမယ်တက်တာအခုလို့ပန်းဝယ်ပြီးလို့ဦးလေးကြီးတို့ရဲ့တတိကိုကျေးဇူးတင်နေတိလားသွားပြီနော်ပတ်စံယူပြီးလက်ထွက်သွားတယ်သူမရဲ့ကြောပင်စီကိုငေးကြည့်နေတော့လင်းခစ်ကရောက်လာပါတယ်တခင်လေးဘာတော့စက်တောင်ရိုက်အောင်မလားလင်းခစ်အမေကိုပါဇက်ကမဖြေပဲခေါင်းခါပြပြီးသူသိချင်တာပဲသူမေးလိုက်ပါတယ်ဒီကောင်မလေးကဒီကိုအမြဲပန်းလာပို့နေကြလားဟုတ်တယ်တခင်လေးသူ့အကြောင်းသိချင်တယ်ဗျာတခင်လေးကစိတ်ဝင်စားလို့လားနည်းနည်းပါမပြောချင်ဘူးလားကျွန်တော်လည်းဒီကိုလာနေကြမဟုတ်တော့မသိဘူးတခင်လေးအဲ့ဒီကောင်မလေးကြောင့်ငါ့ကိုစုံစမ်းပြီးဟုတ်ကဲ့တခင်လေးလင်းကစ်စကားဆုံးတာနဲ့ဝေယံအိမ်စီးတဲ့သို့ဝင်ခဲ့ပါတယ်ဝေယံအိမ်ထဲကိုဝင်တော့ရှိသမျှအလုပ်သမားတွေအလုံးထပ်ပြီးတော့အယုဒိပေးရပါတယ်မျိုးရိုးစင်ဆက်ချမ်းသာတာကြောင့်ငွေကြီးကပူစရာမရှိပါဧကန်ထဲမှာလူတွေအစုံလေးစုဝေးတိုင်ပင်ကြပါတယ်အဲ့ဒီအထက်မှာမိုးထက်ကလေးဆိုတဲ့အသက်80အဖွားကြီးရဲ့အတန်ကမန်ထန်လို့နေပါတယ်ငါပြောစင်တာကတော့ငါရဲ့ကလေးဆောက်လို့ရင်းနဲ့တခြားလုပ်ငန်းတွေဒီထက်ပိုတိုးချဲ့ခြင်းတယ်ပြီးတော့ဝေယံအိမ်တောင်ချပေးခြင်းတယ်မနေ့ပြန်မိုးမြင့်ဟိုတယ်မှာရွှေဘူးလာနဲ့သွားတွေ့ရမယ်မတွေ့နိုင်ပါဘူးဝေယံစကားကြောင့်ရှိသမျှလူကြီးအလုံးမျက်လုံးတွေပြူကုန်ပါတယ်အထူးသဖြင့်ဝေယံရဲ့မိဘနှစ်ပါးပေါ့ငါအမေကိုလွန်ဆန်တာလားဝေယံမသိလို့ထပ်မိတာလားတာမေတော်ကြီးကိုစကားကောင်းကောင်းပြောစမ်းရွှေဘူးလာနဲ့သွားတွေ့ပါမယ်လို့ပြောလေ sorry မေတော်ကျွန်တော်ရဲ့အိမ်နောက်ဘက်ကိုကျွန်တော်ကိုယ်တိုင်ပဲရွေးချယ်မယ်မင်းရဲ့ရွေးချယ်မှုကငါရဲ့ဂုဏ်သိက္ခာကိုထိခိုက်လာမှာဆိုလို့ရွှေဘူးလာလို့အဆဆရရပြည့်စုံတဲ့မိန်းကလေးကပဲမင်းနဲ့ထိုက်တန်နေစိတ်ချကျွန်တော်ဘယ်တော့မှအဲ့လိုမိန်းကလေးကိုရွေးမှမဟုတ်ဘူးမင်းငါ့ကိုရွှဲတိုက်နေတာလားဝေယံမေတော်ကြီးစိတ်လျှော့ပါဒါပဲမေတော်ကြီးစိတ်တိုင်းကြဖြစ်အောင်လုပ်ပေးပါမယ်ဝေယံမေတော်ကြီးစကားကိုနားထောင်စမ်းဝေယံဟာဘာတခုံးမှမပြောပဲအန်ကိုတင်းနေအောင်ကြိတ်ပြီးအဲ့ဒီနေရာကနေထွက်ခဲ့ပါတယ်ဒေါ်မိုးထက်ကလေးကတော့ဒေါသထွက်လျက်ကြံခဲ့ပါတယ်နေ့လေတရီတမောနှင်းစီခန်းရဲ့ညောင်နေကြမှာအိပ်ပျော်နေတဲ့သူမအသွင်မြင်ကအေးချမ်းလာပါတယ်အမြဲတမ်းလှုပ်ရှားနေတာကြောင့်သူမကိုယ်လုံးလေးကကြစ်လက်သွဲလျက်ရှိပါတယ်ဖခင်ဖြစ်သူဆုံးသွားပြီးကလေးကသူမမှာရင်ကျေးတိမ်မွေးမှုမရှိတော့တာပဲကြကြရရနဲ့ဘဝကိုတိုက်ပွဲဝင်ရတယ်ဒီကြားတဲ့အမေဖြစ်သူကပါနောက်ယောက်ျားယူတော့ပထွေးရဲ့ရန်ကိုပါကာကွယ်နိုင်အောင်တိုက်ကွန်းတို့ခိုးတင်ထားရပါတယ်ဟဲ့မိလွင်ညီကဒီမှာအိတ်နေရလားဘာလေးထက်နိုင်ရ
အမလီနားခလိုက်တာဘာထက်နိုင်လဲနိုင်အေးပါအေးနီးရဲ့မပုံနေထဲမှာမောင်ထက်နိုင်လို့ရေးထားရလေမဟုတ်ဘူးလားအမှန်တရားကိုလက်ခံစမ်းပါဟာမပြောနဲ့နော်နားခတယ်အေးယောက်ျားနာမည်လေးခေါ်မိတာကိုပြားတုတ်တယ်လို့အော်နေတဲ့နိုင်ကိုစုသက်တစ်ဆက်ကလေးမှကြည့်မိရပါစုသက်ကတော့ယောက်ျားဖြစ်ချင်လို့တပိုင်းတည်နေတာကိုသူကတော့မိန်းမတိတ်ဖြစ်ချင်နေတာလိုရာမရရတာမလို့သူနဲ့ကိုကပြောင်းမြန်ပါအေးမပြောတော့အခုလာတာဘာကိစ္စလဲအော်ဒါလားရှက်သွေးဖြတ်တယ်လို့လုံနေတဲ့နိုင်ကိုစိတ်မရှိတယ်လို့နရင်တစ်ချက်အုပ်မိပါတယ်ဟာကြမ်းလိုက်တာဟာမိန်းကလေးဖြစ်ပြီးတော့ဟာဘဝကြမ်းလို့လူလဲကြမ်းနေဘာဖြစ်လဲအောင်မချမ်းပိုင်ရှင်တတိမာကြီးရဲ့လက်လုတ်လက်စားဖြစ်တဲ့ငါတို့ဘဝကိုလည်းအားနာပါအောင်အမလီငါနမဲကြီးထမင်းငတ်ပါနော်နင်တို့လိုမဝစ်နိုင်မစားနိုင်ပါဘူးငါအောက်မှာမောင်လေးတယောက်နဲ့ညီမလေးတယောက်ရှိနေသေးတယ်သူတို့အတွက်ငါများကြီးစူးစမ်းရအောင်မေဟုတ်တော့လေဟုတ်တာပဲဒါနဲ့နင်တယောက်တည်းခြံလုတ်တွေများကြီးမလုံနိုင်ရင်လူခေါ်ပါလားဟာနင်လုံမလားနိုင်ယူနေလားအယူမဒီလိုပင်ပန်းတဲ့အလုပ်ကိုငါလှုပ်เสียလားငါဘာသာအေးအေးဆေးဆေးဆက်ချုပ်ပြရစီအခုနင်းစီလာတာပန်းဝယ်ဖို့နှင်းစီပန်းရောင်စုံ10ပွင့်လောက်ညနေကောင်လေးနဲ့ဖျားသွားမှာမို့ပါအမေနင်းအောင်ကောင်လေးရနေပြီပေါ့ဒါပေါ့နင်းလိုငါပြောတော့ဖတ်တည်မဲ့လူမဟုတ်ဘူးလေကဲငါ့ကိုပန်းခုပြီးတော့လေအခုချိန်ခုရင်ပန်းနေရနွမ်းသွားလိမ့်မယ်ညနေခုပြီးငါလာဖို့ပြီမယ်ပြီးတော့ငါချက်မှာအလုပ်ကူဖို့လူတယောက်ရှာပေးပါဦးအခုငါစားပင်တီးပြီးနေပါတိုးချစ်မှာဆိုတော့လူတယောက်လိုနေလို့ပါအေးပါဟဲ့ကဲဒါဆိုနှင်းစီပန်းဖို့တော့ငါလက်ကုန်မှာပေးမယ်နော်အေးပါနှင်းစီကလက်ငင်းဘယ်တော့မှရဘူးလို့လေစုတက်ကမျက်စောင်းထုတ်ပြီးပြောလိုက်ပါတယ်ဒါအောင်နိုင်ကလည်းပြန်လေတုတ်ပြန်မျက်စောင်းထုတ်ပြီးမရှိမဲ့ဖင်ကိုခါပြီးထွက်သွားပုံကြောင့်စုတက်ကပြုံးသွားပါတယ်လူစီကားတဲ့ဈေးထဲမှာစုသက်တရားစာရွက်တရွက်ကိုကြည့်လိုက်ဝယ်စရာရှိတဲ့ပစ္စည်းတွေကိုဝယ်ပြီးအိတ်အကြီးကြီးတစ်ခုတည်းထည့်လိုက်နေအလုပ်တွေရှုံနေပါတယ်ဟိတ်ချက်တိတ်တယောက်ထဲလားအလုပ်များနေတော့ကိုလာမိတဲ့လူကိုမော်ကြည့်ပြီးပြန်မိပါတယ်ဘာလဲသိလို့လားဟမ်မင်းနဲ့ဟိုတစ်ဘက်ကတွေ့ထားတာလေဦးလေးကြီးကိုမမှတ်မိဘူးလား sorry တွေ့သမျှလူကိုမှတ်ထားတဲ့အကျင့်မရှိဘူးအဲ့ဒီစကားကြောင့်လှမ်းနှုတ်ဆက်တဲ့ဝီရမှာအောက်သက်သက်ဖြစ်သွားရပါတယ်ကိုကဈေးတွေကိုလာစရာအကြောင်းမရှိပေမဲ့တပတ်တစ်ခါသူမဒီဈေးကိုလာတက်မှန်းသိတာကြောင့်ဒီနေရာကိုရောက်နေခြင်းဖြစ်ပါတယ်ခြာတိတ်လို့ပြောတာကိုတော်တော်အောင်သက်သွားတယ်ဟုတ်လားဒါဆိုရင်ဒီအရှိဈေးနာမှာဈေးကန်းရှိတယ်ပြတ်ကြည့်လိုက်လေခြာတိတ်ပစ္စကထွက်တဲ့စကားတိုင်းပိတ်တာလေးနဲ့ထုလိုက်တယ်လို့ပဲကဲပါမင်းပြောသမျှကိုကိုဘွေယူလို့မရဘူးမင်းကကလေးဆိုတော့အပြောမတက်တာကိုနားလေပါတယ်ကိုကပဲစတင်မိတ်ဆက်ပါမယ်ကိုနာမည်ကဝေးရမှာခြာတိတ်နှင်းစီပန်ပို့နေကြဒေါ်ပြရီတို့အင်အားလေအော်မှတ်မိပြီဝေးရစကားမဆုံးခင်ထပြောတဲ့သူမကြောင့်သူမအနေငယ်ပြုံးမိပါတယ်တော်သေးတယ်ခြာတိတ်မှတ်မိလို့ပေါ့ဦးလေးကြီးကအခုဈေးတွေကိုဘာလာလောက်တာလဲဟိုအလုတ်လာရှာလားဦးလေးကြီးအလုတ်လုပ်နေကြအင်ကသူမကပြောလက်ဆက်စကားကိုရှက်ပြီးဝေးရအနာကိုတိုးသွားပြီးနှစ်ကိုကြားလီတန်ဖြစ်မေတော်ကြီးလို့ခေါ်တဲ့အဖွားစီမိုးထက်ကလေးကစီကံတိတ်ကြည့်ရတဲ့အမားလုပ်တဲ့အလုပ်သမားတွေကိုလည်းအမဲကြောင့်လှမ်းတယ်လို့နေပူထဲမှာဒူးထောက်ခိုင်းထားတာတဲ့ဦးလေးကြီးရောအဲ့လိုအဖြစ်ပေးခံဘူးလားမျက်လုံးပြူးလေးနဲ့အတင်းတုပ်တဲ့အပြင်ဆက်စုနေတဲ့ခြာတိမ်မကြောင့်ဝေးရန်ကရင်မိသွားပါတယ်အဲ့ဒီအခါသူမကအလိုမကျတဲ့မျက်နှာနဲ့ခက်မမပြောတဲ့ပုံကဘာလဲကျမပြောတာအမှန်မဟုတ်ဘူးဆိုပြီးတော့လှောင်တာလားမဟုတ်ပါဘူးမင်းပြောတာအမှန်ပဲတကယ်ဒါဆိုရင်ဦးလေးကြီးလည်းအဲ့လိုပြစ်ပေးခံမှုတာပေါ့အဲ့ဒါပဲမဟုတ်ဘူးကြာပွန်းနဲ့ပါရိုက်တာအိုးဒါတော့အဖွားကြီးကလွန်တာပေါ့နေပူလေးရက်ခိုင်းတာတော့လုံလောက်ပြီ哦အလုတ်သမားဥပဒေအကြောင်းလေ့လာပြီးတော့တရားဆွဲပြအောင်ပဲတော်တော်လူမဆန်တာပဲမင်းပြောသလိုလှုပ်ဖို့ဆိုတာလေငွေရရှိအောင်ပါလေငွေရရှိနေအောင်အဲ့ဒီဖွားကြီးကိုနိုင်မှာမဟုတ်ဘူးဦးလေးကြားဘူးတွေမဟုတ်လားငွေများတော့တရားကိုနိုင်နေတဲ့ဒါပေါ့ဘာပဲလို့လို့ကိုယ့်ဘက်ကအရှုံးမဲ့လေဒါဆိုရင်ဦးလေးကြီးအဲ့ဒီအိမ်မှာအလုပ်လုပ်နေနဲ့ကျမချင်မှာအလုပ်လုပ်ပါလားတခုတော့ရှိတာပေါ့
အဲ့ဒီငါပြီးရဲ့လစားလောက်တော့မများပြီမဲ့မနှဲစီရပါဘူးဒါပေမဲ့ဦးလေးကြီးအရေးချင်းကိုကြည့်ရမှာပေါ့တွေးဆက်ပြောနေပုံကစီးပွားရေးလုပ်ငန်းရှင်တယောက်ပုံမှာအိမ်နောက်မျောလင့်ထားတဲ့မျက်လုံးဝိုင်းကြီးနဲ့သူ့ကိုကြည့်ပုံရင်ခုန်စီရပါဘလို့ကြည့်နေရလဲ။အော်ဦးလေးကြီးကျမစီမှာအလုံးလုံးမလားမလုပ်ဘူးလားဆိုတာစောင့်မျှော်နေတာ။စဉ်းစားအောင်မေ။အဲဒီခါသူမမျက်နှာလေးမဲသွားပြီးဝယ်ထားတဲ့ပစ္စည်းတွေကိုအိတ်ထဲထည့်ပြီးဝေယံကိုမထိကလုတ်ထိကလုတ်စကနာထိုးလာပါတယ်။ဒီလောက်ကြာဖို့နဲ့ရက်ခံရတာတော့စဉ်းစားအောင်မေလုပ်နေသေးတယ်။ဒါပေါ့တချို့လူတွေကစေတနာနဲ့မတန်ဘူးလေ။ငွေမျက်နှာပြီးကြည့်တတ်တာ။ဒါပေါ့လေ။မျက်ရည်ကြမှာထမင်းတလုံးစားကြတာကိုကတနာလို့လက်ကန်တာသူ့ဘက်ကပုတ်ချတော့လေသူ့ကံပေါ့အကုန်ကြားတယ်နော်ဂုံယူပါတယ်နားတော့ကောင်းတာပဲခြာတိတ်စီမှာအလုံးလုံးစီချင်တာလားအမေဦးလေးကြီးလှုပ်ချင်ပါလှုပ်ပါကျမလူသားချင်းစာနာလို့ကူညီတာပါလှုပ်မယ်ဘယ်ချိန်လှုပ်ဝင်ရမှာလဲဦးလေးကြီးကိုကျမအုံတော့မကောင်းထင်ထားတာမစိုးပါဘူးနည်းနည်းကောင်းသေးလို့မနေ့6 နာရီလောက်အလုံးဆောင်ဝင်လို့ရပြီဒါနဲ့ဒီလိုအဝတ်စားအကောင်းတွေတော့ဝတ်မလာနဲ့နော်ကိုကဈေးလာတာမို့လို့ဝတ်ကောင်းတာလေးတွေရွေးဝတ်လာတာပါသိပါတယ်ဒါကြောင့်ဟိုတစ်ခါဝတ်တယ်လို့အဆုပ်ပဲဝတ်လာသိပြီလားပေးမင်းထုတ်ကိုတည်ပေးမယ်မနဲ့အလုံးမလာခင်သိရအောင်လို့ပါသူမဆွဲမမယ့်အထုပ်ကိုသူဆွဲမလိုက်တာကြောင့်လင်းခေတယောက်မျက်စိမျက်နှာပြက်နေလာဖို့ပြင်ပါတယ်ဝင်းကမလာဖို့မျက်လုံးပြပြပါတယ်အဲ့ဒီခါလင်းခေကခေါင်းကိုတဖြည်းဖြည်းကုပ်ပြီးစိတ်ညစ်ပါတော့တယ်ဘာမှမသိရှာတဲ့သူမကတော့ဦးလေးကြီးကမစိုးပဲအလိုက်တော်တိတာပဲဒီလိုပုံစံဆိုရင်ကျမတော့လှုပ်ဖို့ကိုင်ဘက်ကောင်းကောင်းရလိုက်တာပဲသွားကြစို့အဲ့လူဆိုကသူမကပြောပြီးတော့သူကအနောက်ကနေလိုက်ဖို့အသင့်ပြင်နေပါတယ်လင်းခေမှာတော့စုသက်လင်ကိုတက်ချင်စိတ်ဖွားဖွားပေါ်လာမိပါတယ်တခင်လေးတကယ်ပဲဆုံးဖြတ်လိုက်တာလားတခင်လေးဘာလဲကွာပြန်လာကြရတောက်လျှောက်ကိုခေါ်နေတော့ပဲနားကြီးနေရပဲကျွန်တော်ခေါင်းဖြတ်တတ်တာမြင်ချင်လို့အခုလိုဆုံးဖြတ်လိုက်တာလားမင်းကဘာခေါင်းဖြတ်เสียလို့လဲမေတော်ကြီးကတခင်လေးဟိုကောင်မလေးစီမှာအလုပ်လုပ်တာသိရင်နျူကလ িয়ার ပောက်ကွဲတာထက်စိုးမှာနော်မင်းမပြောရင်မသိဘူးတကယ်ပြောရခက်တာပဲငါအကြောင်းသိတယ်မဟုတ်လားလင်းခေစိတ်ပူမနေနဲ့အရေးကြီးတာငါဝစ်ဖို့အဝစ်စားအောင်လို့တဲ့ငါနဲ့စိုက်တူခတ်တူဖြစ်မဲ့လူတယောက်ရဲ့အဝစ်စားကိုယူပြီးချက်ချင်းလျှော်ပြီးမိဖို့တိုက်ပြီးမနှက်ဖြန်ဝေးရမယ်အဲ့လူတော့အဝစ်စားပြန်ဝေဖို့ပတ်စံပေးလိုက်တခင်လေးစက်မပြောနဲ့တော့ငါဆုံးပြစ်ပြီးရင်ပြန်မပြင်းဘူးကျွန်တော်ဘလို့လိန်ရမှာလဲမေတော်ကြီးကိုလိန်ချင်တယ်လို့လိန်ကွာအေးငါလုံနေတဲ့အကြောင်းလေးအကုန်သိရင်တော့မင်းကောင်းကိုငါကိုယ်တိုင်ဖြတ်မှာနော်အောင်မလေးဗျာအခုတည်းကဖြတ်လိုက်ပါတော့လင်းခေဟာသူ့လေပင်ကိုလက်နဲ့ကင်ပြီးခေါင်းပြက်မဲ့အရေးကိုတွေးပူရပါတယ်ဝေယံကတော့ကရင်ပေါ်ခြေပြက်လက်ပြက်လဲပြီးဖုံးကိုကင်ကစီးပွားရေးဈေးကွက်ကိုကြည့်နေပါတယ်ဝေယံကတော့စိတ်ညစ်လက်ညစ်နဲ့ဆိုဖာပေါ်မှာငိုင်းနေပါတယ်စပွဲပေါ်မှာတင်ထားတဲ့ဟင်းကွက်ပေါင်းကမနေပါဘူးစားကောင်းတောက်ဖွေဆိုပေမဲ့ဘယ်သူမှကောင်းကောင်းစားနိုင်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့အိမ်ကြီးရှင်တဲ့ဝေယံတို့စကားများထားတာကြောင့်ပါမင်းကအသက်30ရှိပြီအိမ်ထောင်ပြုဖို့အစီအစဉ်ရှိသေးရဲ့လားရှိတာရှိပါတယ်ဒါနဲ့မေတော်ကြီးကျွန်တော်ကိုမြင်တိုင်းအိမ်ထောင်ပြုဖို့ပဲပြောနေတာမမောသေးဘူးလားမမောသေးဘူးငါမျက်ချီချင်သေးတယ်ငါနောက်ဆုံးအရွယ်ရောက်နေပြီငါမြေရီထဲမှာမင်းကမြေကြီးဆုံးပဲငါရဲ့အမွေကိုစက်ခံရမှာလဲမင်းပဲဘာလို့ကျွန်တော်ကစက်ခံရမှာလဲမေတော်ကြီးမှာသားသမီးတွေများစွာရှိပါတယ်ဘာလို့သူတို့ကိုကြော်ပြီးတောင်းအောင်မှစက်ခံစေချင်တာလဲမင်းကငါသဘောကျလို့ဒီအိမ်မှာငါအမိန့်ကိုဘသူမှမဖီဆန်နိုင်ဘူးငါသားသမီးတွေငါမြေတွေအားလုံးငါစီမရအောင်လက်ခံကြတယ်မင်းကလွဲပြီးတော့ပေါ့ကျွန်တော်ကသူတို့နဲ့လုံးဝမတူဘူးကျွန်တော်မေတော်ကြီးအမွေကိုလည်းမဆက်ခံနိုင်ဘူးတခြားသူတွေကိုပဲရွေးချယ်လိုက်ပါမြင့်လို့စင်လဲအာကမိုးထက်နဲ့ကြော်စွာမိုးထက်တို့နှစ်ယောက်တည်းကတယောက်ကိုပဲအိမ်အောင်ပြုတ်ခိုင်းလိုက်ပါကျွန်တော်ဘလို့မှထမင်းစားလို့မဝင်လို့အရင်ထတော့မယ်တာပြန်ထိုင်စမ်းပြောပြီးသမျှအားလုံးမှားပါတယ်လို့မေတော်ကြီးကိုတောင်းပန်စမ်းမလုံနိုင်ဘူးပြောပြီးထထသွားတာကြောင့်ဒေါ်မိုးမြင့်ကလေးသွေးဆောင်တက်ရပါတယ်အိမ်သားအားလုံးလေးပြရခက်စွာပြုစုရပါတယ်
နှင်းစီခင်းထဲမှာအလုံးလုံးနေတဲ့စုသက်နဲ့ဝေယံတို့မှမမောနိုင်မပန်းနိုင်ပါဝေယံကအပင်တွေထက်ဆိုင်ဖို့ပေါင်ဖော်ပါတယ်စုသက်ကတော့နှင်းစီပန်းတွေကိုခူးပါတယ်ဦးလေးကြီးမောနေပြီလားနည်းနည်းပါဘာအောင်နည်းနည်းလေဒီလောက်ချွေးပြက်နေရအောင်လာနာပါအောင်ဦးလေးကြီးရဲ့ဝေယံဟာအလွန်မောပန်းနေတာကြောင့်သူမစကားကိုနားထောင်လိုက်ပါတယ်ဒီလိုစမ်းတဲ့နေ့အလုပ်တွေတစ်ခါမှမလုပ်ဘူးတာအမှန်ပါခါကုံရတာကြောင့်နားတလူတောင်ဖြစ်ရပါတယ်သူ့ရဲ့လက်ဖွားကလည်းယောက်ျားတက်မဲ့နုဖက်လွန်တာကြောင့်သွေးချီတွေဥနေပါတယ်စုသက်ဟာအနာလာထိုင်နေတဲ့ဝေယံကိုကြည့်ပြီးဒါမျိုးတစ်ခါမှမလုပ်ဘူးလားလုပ်ဘူးတာပေါ့အခုတော့ခြာတိတ်လာခိုင်းနေလို့လာနာတာကိုကယောက်ျားပဲဒီအလုပ်ကတော့အေးစေးပါဟုတ်လားဒါဆိုရင်ဘာလို့ပေါက်တူးပေါက်တာအစတင်ပေးနေရလဲဒါမလုပ်တာကြလို့လေဟိုအိမ်ကြီးမှာဒီလောက်ပင်ပန်းတာတွေမလုပ်ရဘူးလေဟုတ်လားဒါဆိုရင်ဦးလေးကြီးကအဲ့ဒီအိမ်မှာဘာလုပ်တာလဲစရင်ကင်ပြီးရတာအဲ့လိုလားဒါဆိုရင်ဦးလေးကြီးမနှက်ပြန်အလုပ်မစင်းနဲ့တော့လေဘာလို့လဲဒီကအလုပ်တွေနဲ့ဦးလေးကြီးကမလိုက်ဖက်ဘူးလေအခုတော့ဦးလေးကြီးရဲ့လက်ကသွေးစီဥနေပြီတော်တော်တော့နှူးတာပဲနော်သူမစကားကြောင့်ဝေးရလက်နှစ်ဖက်ကိုသူမမမြင်အောင်ကမန်ကတန်းဖွက်လိုက်ပါတယ်။ဒါကိုသူမကလည်းမြင်ဖြစ်အောင်မြင်ပါတယ်။အကုန်တွေ့ရနော်။ခုံယူပါတယ်။မင်းကမျက်စိကောင်းလို့ဦးလေးကြီးကတကယ်ရည်ရတာပဲ။ဦးလေးကြီးကတကယ်ရည်ရတာပဲနော်။ကျမပြောတဲ့စကားကိုပြန်ပြောတယ်။ငါမှလည်းပါဇက်ပါရဲ့လေ။ဒါနဲ့မင်းကြောင့်ဟိုအိမ်ကနေအလုပ်ထွက်ခဲ့ပြီးပြီ။ဒီမှာအလုပ်မလုပ်လို့ငါ့ကိုဘသူကအလုပ်ပေးမှလဲ။ပြီးတော့မိန်းကလေးဖြစ်တဲ့မင်းတော်လုံနိုင်သေးရပဲ။ငါဘာလို့မလုံနိုင်ရမှာလဲပြီးတာပဲလေကျမငငယ်ကလေးကလုံနေတာဆိုတော့အကျင့်ဖြစ်နေပြီကိုလည်းနောက်ဆိုရင်အကျင့်ဖြစ်သွားမှာပါတဘောပဲလေနှစ်ဦးသာခဏတော့တိတ်ဆိတ်သွားပါတယ်စုသက်ကတော့ပန်းတွေခူးပြီးပြီဆိုတော့အိမ်ထဲကိုသွားပို့ပါတယ်အဲ့ဒီပန်းတွေကိုပြီးခင်ဖြစ်သူကတေချာစီးပြီးမှဈေးထဲကပန်းဆိုင်ကိုသွားပို့ပါတယ်အမေရေတပူလောက်အေးဟိုကောင်လေးရောအလုပ်လုပ်တာအဆင်ပြေရဲ့လားသူ့ကိုကြည့်ရတာဒီလုပ်တွေလည်းလုပ်ဖူးမယ်မထင်ဘူးအမှန်ပဲအမေရေခုမှစလုပ်ဖူးတာတဲ့နောက်ကြရင်အဆင်ပြေသွားမှာပါဒါနဲ့ဘာချက်တော့သမီးအကြိုက်စက်သားနဲ့ဘူးတီရောချက်ထားတယ်ငပိရောင်နဲ့တိုးစရာလေးပါလှုပ်ပေးထားတယ်ဟိုးဒီနေ့တော့ထမင်းစားဘိန်ပြီပဲသမီးထမင်းစားမကောက်တဲ့နေ့ရောရှိလို့လားငါသမီးလေးကမနှက်မိုးလင်းတာနဲ့လှုပ်ရှားနေရတော့အမြဲတမ်းထမင်းစားကောက်နေတာအမေသိပါတယ်အမေသိရင်ပြီးရောဒီလောက်လိမ့်မာတဲ့သမီးလေးရထားတာတန်မိုးထားနော်တန်မိုးထားပါတယ်အေးဒီလောက်အဖိုးတန်တဲ့မမေရဲ့ကြောက်မြက်ရတနာလေးကိုအမြဲတမ်းတန်မိုးထားပြီးသားအလုပ်တွေနားနာပြီးတော့လုံနော်အမေထမင်းနေအကုန်ချက်ပြီးပြီခဏနေပန်းနေပို့ပြီးတော့ပြန်လာရင်ထမင်းစားကြမယ်โอเคစုတန်ဟာမိခင်ကမ်းပြီးတဲ့ရေဘူးကိုယူပြီးခြံထဲကိုပြန်ဆင်းလာပါတယ်ဝေယံကတော့ပေါက်တူးကိုကင်ပြီးမြေဆွနေပါတယ်စုတက်ကဝေးရအနာသွားပြီးရေဘူးကိုအဖုံးပွင့်ကကမ်းပြီးပါတယ်။ဦးလေးကြီးရေတောက်လိုက်အောင်နော်။ဖြည်းဖြည်းလုပ်ပါအခုမှစလုပ်တာဆိုတော့အများကြီးလုပ်ရင်မနှက်ဖြန်အလုပ်မစင်းနိုင်ပဲနေနေမယ်။ရတယ်ငါလုပ်နိုင်နေ။ရေအတွက်ကျေးဇူးပဲနော်။ဝေးရကကမ်းပြီးတဲ့ရေဘူးကိုယူပြီးစုသက်ထံပြန်ပြီးပါတယ်။စုသက်ကလည်းရေဘူးအဖုံးကိုပိတ်ပြီးတနေရာမှာထားလိုက်ပါတယ်။အိမ်နောက်သူမလည်းပေါက်တူးတက်လက်ယူပြီးမြောင်းဖော်ပါတယ်။ဒါကိုမြင်တော့ဝေယံကအလိုမကျတဲ့မျက်နှာနဲ့ဒီလောက်ငါပဲလုပ်မယ်ချက်တိတ်တခြားလုပ်ကိုသွားလုပ်ရပါတယ်အတူတူလုပ်တော့ပြီးသွားတာပေါ့မရဘူးငါပဲလုပ်မယ်ဦးလေးကြီးကလေဗျာကျမလုံနိုင်ပါတယ်ဆိုဟုတ်တယ် तू ကလုံနိုင်တယ်တားမနေနဲ့ကိုကြီး तू ကကျွဲရိုင်းနေတော့နဘန်းဖက်လုံနိုင်တယ်ဟာကျူလီမကြီးလေဟာနိုင်အစောကြီးဘာလာလောက်တာလဲဒီနေ့အလုပ်လာလို့ဒီတို့အိမ်မှာထမင်းလာစားတာဒါနဲ့ကိုကြီးကဘာတူလဲနိုင်ဟာဝေယံကိုတက်မှတ်တဲ့မျက်လုံးနဲ့ကြည့်ကမေးပါတယ်နိုင်ရဲ့အကြည့်ကိုလည်းဝေယံကကြောက်မိပါတယ်မိတ်ဆက်ပြီးမယ်ဒီဦးလေးကြီးရဲ့နာမည်ကဝေယံနဲ့ငါနဲ့အတူတူအလုပ်တွဲလုပ်မယ်လူပေါ့ညီအေးမျက်စိတွေမွဲကုန်ပြီလားအကူကြီးကိုများဦးလေးကြီးတဲ့ကိုကြီးကဒီလောက်နှုတာဟုတ်ငါတို့ထက်ကြီးမယ်ထင်လို့ရိုသေသမှုနဲ့ခေါ်တာပါမခေါ်နဲ့အေးဒါနဲ့ကိုကြီးတို့နာမည်ကနိုင်လို့ခေါ်တယ်စုသက်လင်ရဲ့ချောလှလှတငယ်ချင်းမလေးပေါ့တငယ်ချင်းဆိုရင်တငယ်ချင်းပေါ့ချောလှလှပါသေးတယ်ဦးလေးကြီးသူ
သူ့နာမည်အပြည့်စုံကစုသက်စကားမဆုံးသေးခင်နိုင်နိုင်ကသူ့လက်ကြီးနဲ့သူမပါစက်ကိုပိတ်လိုက်ပါတယ်စုသက်မှာဘာမှပြောလို့မရပဲဟူးဝဝပဲလှုပ်လို့ရပါတယ်ကိုကြီးလှုပ်เสียရှိရလှုပ်နော်လာခဲ့စုသက်မညီကိုအတင်းပြောเสียရှိတယ်စုသက်မရက်ကန်နဲ့နိုင်နိုင်ဆွဲခေါ်ရအောင်ပါသွားပါတယ်နှိုးဆက်နိုင်တဲ့ကြတော့ဝီရန်တယောက်အိယာပေါ်ကနေအမြန်ထားပါတယ်တကူလုံးကနာကျင်နေရကြောင့်ညီးမိပါတယ်အာလက်တီချီရဘာလို့ဒီလောက်နာနေရလဲနာမှာပေါ့အဲ့ဒီအလုပ်ကြမ်းတွေကိုလောက်တာဟုတ်တခင်လေးကအုတ်ခဲလေးတစ်ခဲတောင်မှမဘူးတာပါမဟုတ်တာဘလို့စိတ်ကူးနေများအဲ့လိုတွေရှောက်လုံနေရလေခြာတိတ်မကိုလက်ထက်ချင်လို့ပေါ့ဗျာတခင်လေးနေရောကောင်းပါလေနော်တခင်လေးပြီးတော့မှဝိုင်းဝိုင်းလင်နေတဲ့နတ်သမီးတွေကိုပဲရွေးချယ်ပါဟုတ်ကြက်မဟုတ်ကြီးမဟုတ်တဲ့ကောင်မလေးကိုရွေးမချယ်ပါနဲ့တခင်လေးကအဲ့ဒီကောင်မလေးကိုမဲတော်ကြီးမြင်လဲသဘောတူမှာမဟုတ်ဘူးခောက်ထားစမ်းမှာရုပ်ကလည်းအချိုးကြီးမဟုတ်ပါဘူးအရက်ကလည်းပုသေးတယ်လင်းခေအပြော်ကိုဝေယံကမကြိုက်တယ်လို့ခက်တင်တင်ကြည့်ပါတယ်ဟိုကျွန်တော်ကဝေဖန်ပြတာပါမဝေဖန်နဲ့နောက်တစ်ခါအဲ့ဒီခြာတိတ်ကြောင်မကောင်းပြောရင်မင်းရှာမရှိတော့ဘူးလို့မှတ်ထားလိုက်မပြောတော့ပါဘူးတခင်လေးအလုပ်သွားရမယ်မဟုတ်လားပြင်ဆင်တော့လေကျွန်တော်လည်းပြင်ဆင်စရာရှိတာပြင်ဆင်အောင်မယ်အဲ့လိုပြောကလင်းခေကအခန်းထဲကနေလစ်ထွက်ခဲ့ပါတယ်ဝေယံနဲ့လင်းခေကညီအကိုလိုပေါင်းကြတာပါဝေယံရဲ့အဖေါ်ကလည်းလင်းခေဖြစ်တယ်လို့လင်းခေရဲ့အဖေါ်ကလည်းဝေယံပါပဲဒါပေမဲ့ဝေယံကိုလင်းခေကကြောက်ရတာပါပဲမေတော်ကြီးဒီမိန်းကလေးကိုတားကြိုက်မယ်ထင်တယ်ကြည့်ကြည့်ပါဦးကောင်းချင်းငါးဖြာနဲ့ပြေဆုံးတဲ့မိန်းကလေးမို့ဒေါ်မိုးထက်ကလေးတပ်ပုံကိုကြည့်ပြီးပြုံးပါတယ်ဒါကိုဒေါ်ရှိရုပ်ကြီးကတည်တာကြောင့်သူလေးရဲ့နာမည်ကလိပ်ပြဝေးတဲ့အသက်က25နှစ်အင်္ဂလန်မှာဘွဲရပြီးတော့ပြန်လာတာရတနာရှိလိပ်ပြကျောင်းမြရနာပိုင်းနဲ့တထေးကြီးဦးမော်ဝါရဲ့သမီးလေးပါသူ့မေတော်ကြီးသဘောကျတယ်ရုပ်ကလေးကလည်းအပြစ်ပြောစရာမရှိအောင်လှပလုံးနေဝေရနဲ့ရှီသွားနောက်လိုက်ညီမှာပါညီပဲအကုန်စီစဉ်လိုက်တော့နော်သမီးစီစဉ်တာဟုတ်တယ်တားကသဘောမတူရင်ဘယ်လိုလုပ်မလဲမေတော်ကြီးငါစီစဉ်တာကိုသူညင်းဆန်ဝင်မရှိဘူးဆိုတာသိစီရမယ်ပြီးတော့ဒီကလေးမအောင်ညင်းရအောင်ညီးတာမျက်စိမကန်တော့ပါဘူးအေးကောင်မလေးကိုတင်တော်မို့ဟိုတယ်နှလုံးလမ်းဝဲရနာမျိုးစုံတစင်စာစီမိုးထက်ဝေအိမ်တော်ကြီးနဲ့မိုးထက်မြင့်အိမ်တော်ကြီးနှလုံးဒီလောက်ဆိုရင်အဆင်ပြေလားမေတော်ကြီးအဆင်ပြေပါတယ်တစ်ဖက်မိန်းကလေးကဘာလို့ကျင်သေးလဲမေးကြည့်ပြီးတော့ပြင်ဆင်လိုက်ပါဟုတ်ကဲ့မေတော်ကြီးရှင်ခွင့်ပြုပါအောင်ဒီနေ့မျိုးကကြောင်တက်နေတဲ့ညီမဖြစ်သူအတွက်ပတ်စံလာလွဲပါတယ်ခါတိုင်းဆိုရင်စုသက်ပဲရန်ကုန်သွားပြီးညီမလိုအပ်တဲ့ပတ်စံကိုကိုယ်တိုင်ကိုယ်ကျသွားပြီးပါတယ်ဒီလမှာတော့အလုပ်များတာကြောင့်ငွေလာလွှဲရပါတယ်ဘီနာမှာနိုင်နိုင်လေးပါပါတယ်စုသက်နင့်အတွက်ဖုန်းလေးတစ်လုံးလောက်ဝယ်ပါလားအပူငွေအကုန်မခံချင်ပါဘူးအေးမက်ကစီနေရလေဒါအပူဝင်ငွေမှမဟုတ်တာနင့်စီးပွားရေးအတွက်လည်းအသုံးဝင်ပါတယ်နင့်ညီမစီလည်းဖုန်းဆက်လို့ရတာပေါ့နင်ပြောရလေဟုတ်တယ်နော်အမေကလည်းငါ့ကိုဖုန်းဝယ်ဖို့ပြောတယ်ငါငွေကုန်မှစိုးလို့မဝယ်တာလာငွေကုန်မှပူမနေနဲ့အဲ့ဒီဖုန်းကနင့်ကိုငွေရှာပေးမှာလာငါတို့တောင်းဝယ်ရအောင်နင့်မှပတ်စံပါတာပဲဟာနင့်ညီမအတွက်ပတ်စံလွှဲပေးပြီးမဟုတ်လားအေးဒီလောက်အတွက်စာအုပ်ဖို့ရောအဆောင်ဖို့သူ့စားတော့စီအတွက်ငါပတ်စံ3သိန်းလွှဲလိုက်တယ်လောက်ပါမလားမသိဘူးအေးအော်မလောက်လောက်အောင်300မှာပေါ့ချစ်သက်လွင်လေးကလိန်မာတဲ့ကလေးမလေးပါမပူပါနဲ့အေးမဒါဆိုရင်နေမဲဖုံးဝယ်ပြီးတော့နှစ်ဦးသာဖုံးဆိုင်လေးကိုဝင်သွားကြပါတယ်ဖုံးဆိုင်လေးရောက်တော့နိုင်နိုင်ကပဲဖုံးရွေးပေးပါတယ်စုသက်ကတော့ဖုံးကြောင်းတိတ်နာမလဲတာကြောင့်နိုင်နိုင်လှုပ်တဲ့မြောက်ကိုငေးကြည့်နေပါတယ်စုသက်ဒီဖုံးလေးယူလိုက်မယ်3သိန်းနဲ့ဟမ်ဈေးများလိုက်တာဟာဒီခေတ်နဲ့ဒီဈေးပဲရမှာပေါ့ဖုံးလေးကမစိုးပါဘူးကစီးနေမနေနဲ့လူတိုင်းဖုံးကင်နေခင်မှာနင့်လူချက်ပိုင်ရှင်ကမကင်နိုင်ဘူးဆိုရင်တော့အများပြောစရာပဲမောင်လေးဒီဖုံးယူမယ်နော်အဲ့လိုဆိုပြီးသူ့ပဲဦးစီးဦးဆောင်အကုန်လုပ်ပေးပါတယ်ဖုံးဝယ်ပြီးတော့လေဖုံးကိုဘလို့ကန်ရလဲသူ့ပဲတင်ပေးပါတယ်စုသက်မှာပတ်စံနှမျိုးပြီးမယ်လေပထမဆုံးဖုံးကင်ဖူးတာကြောင့်ပြောနေပါတယ်ဟဲ့ဒါဆိုရင်ငါနင့်စီကိုဖုံးခေါ်ခြင်းနင့်နာမည်ကိုဟော့လို့လေးနှိမ့်ယုံပေးပေါ့ဒါပေါ့ဟာ
နင်စမ်းခေါ်ကြည့်စုသက်ကစိတ်လှုပ်ရှားစွာနဲ့နိုင်နိုင်ဆိုတဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်တော့နိုင်နိုင်ဖုန်းလေးကမြည်လာပါတယ်နိုင်နိုင်ကလည်းဖုန်းကင်ပြီးတော့ဟယ်လိုနိုင်နိုင်ငါပါအမေနင်မသိပါတယ်လူချင်းလေးမြည်နေရအောင်ချလိုက်တော့ကောင်မပြောတော့ပတ်စံနှမျိုးတွေဆိုအခုတော့ပျော်နေလိုက်တာများညအောင်ဒီရတဲ့အတိုင်းပဲဟီနေရလေနှစ်ဦးသားစကားပြောရင်လက်ရှောင်နေတော့မှကားတစ်စီးကစုသက်တို့နှစ်ယောက်စီကိုလာတာကြောင့်လန့်သွားပါတယ်ကားပေါ်မှာလေဖဲဘရိတ်မမိဘူးဖဲအဲ့လိုអရာကြောင့်နိုင်နိုင်ကကြောင်ကြည့်နေပြီမဲ့လေစုသက်ကလှင့်မြန်စွာတတိဝင်ပြီးနိုင်နိုင်လက်ကိုဆွဲပြီးတစ်ဖက်ကိုပြေးရှောင်လိုက်ပါတယ်ကားကလေထက်တိုင်ကိုဝင်ဆောင်ပါတယ်လူတွေအားလုံးကလည်းစုပုံလာပါတယ်နိုင်အဆင်ပြေလားကျေးဇူးပဲစုသက်ရဲ့နင်းကြောင့်မလို့ငါအသက်ရှင်ရတာမဟုတ်ရင်မတွေးရစရာပဲသွားပြီကဖုံတော့ကွဲသွားပြီမြေကြီးပေါ်ကျနေတဲ့ဖုံကိုကြည့်ပြီးစုသက်ကနှမျောတတဖြစ်နေပါတယ်မြေကြီးပေါ်ကျနေတဲ့ဖုံကိုကြည့်ပြီးစုသက်ကနှမျောတတဖြစ်နေပါတယ်အေးဟာအခုမှဝဲလာတာ哦အဲ့ဒါဟိုကားကြီးကြောင့်ဖြစ်တာလာအဲ့ဒီကားစီကိုသွားမယ်စုသက်ဟာနိုင်နိုင်ရဲ့လက်ကိုဆွဲပြီးကားစီသို့လာခဲ့ပါတယ်ကားရဲ့ဒရိုက်ဘာကပြရခက်စွာနဲ့အလုံးရှုံနေပါတယ်ဖုံးကိုထုတ်ပြီးမေရိုကြီးကိုအခုစစ်စစ်စေးအောင်ပို့ရမယ်ကားတက်စီအမြန်လွတ်ပြီးဖုံးဆက်နေတဲ့ဒရိုက်ဘာဖြစ်သူကိုစုသက်ကလှမ်းခေါ်ပါတယ်ဒီမှာဘာလဲခမရှင်တို့ကြောင့်ကျမအခုမှဝယ်လာတဲ့အသစ်ဆက်ဆက်ဖုံးလေးကြကွဲသွားပြီအဲ့ဒါပြန်ရော်ပြီးရှင်တို့ကြောင့်ကျမတို့အသက်မသေးတာကံကောင်းဒါပေမဲ့ကျမအသစ်ဝယ်လာတဲ့ဖုံးလေးအခုတော့ကြကွဲသွားပြီအဲ့ဒါပြန်ရော်ပြီးဒီမှာကလေးမမင်းတို့နောက်မှပတ်စံနဲ့ပေါက်တတ်မယ်မင်းတွေသူတို့အရေးဆိုင်မနေနဲ့ငါ့ကိုကားရဲကလာထုတ်ပေးစမ်းစေးအောင်မြန်သွားဖို့လိုတယ်အဲဒီစကားကြောင့်စုသက်ကဒေါသထွက်ပြီးကားနောက်ခံအဖွားကြီးကိုကြည့်ပြီးစကားကိုပြပြလဲလဲပြောလို့မရဘူးလားဘွားတော့ဘာငါ့ကိုခုလိုခေါ်ရအောင်ညီးစင်အောင်ဘာလဲကို့အဖွားအရွယ်မို့လို့ဘွားတော်လူခေါ်တာဘာမှလို့လေကျမကိုဘာအစ်စ်လဲလို့မရအောင်ဘွားတော်ကရောအစ်စ်ဘလောက်ကျမကဘွားတော်အစ်စ်တဲ့တမတ်ပိုးသားမေထင်ပါတယ်လူဘာဝလိုက်တဲ့အရင်ဆိုင်မှမင်းတင်ဒီကောင်မကိုလာရှင်းစမ်းငါစေးကိုအမြန်သွားဖို့လိုတယ်ရိုင်းဆိုင်မှဒီမှာဘွားတော်တွေကြောင့်ကျမနဲ့ကျမတငယ်ချင်းတေဘေးကကတိလေးလွတ်လာတာသိလားအဲ့ဒီအတွက်တောင်းပန်စကားတော့ပြောတဲ့နေမဟုတ်ဘူးလားတေတော့မတောင်းပန်နိုင်ဘူးမိုးထက်ကလေးရဲ့ရာဇဝင်မှာတောင်းပန်နေဆိုတာရှိခဲ့တာမဟုတ်ဘူးမင်းတင်ဒီကောင်မကိုလာရှင်းစမ်းဒီမှာကလေးမဦးနေပဲရှင်းရအောင်ကားမောင်းတာဥပါနေစမ်းမအောင်ရှင်းငါရဲ့အဖွားကြီးစကားပြောတာရှင်းလာ ਈ လားတေးတော့မတောင်းပန်ဘူးဟုတ်လားဒီမှာဖွားကြီးကျမကလည်းရှင်သိမဲ့နေကိုမျှော်နေရဲ့သိလားရှင်းလိုလူမျိုးဒီလောကမှာပြက်ကွယ်သွားမှလောကကြီးကตายရမှာစုတန်ဟာပြောစီရပြောပြီးနိုင်နိုင်လက်ကိုဆွဲကနေရာကနေထွက်ခဲ့ပါတယ်ဒေါ်မိုးထက်ကလေးမှာစုသက်စကားကြားပြီးမတော်တဆဖြစ်တော့ဘာထိခိုက်မှုမှမရှိပေမဲ့လေအခုတော့သွေးဆောင်တက်ပါပါတယ်ခြံထဲမှာမိမပြူလေးတွေအများပြန်ရောက်နေရကြောင်းစုသက်အံ့ဩရပြန်ပါတယ်နိုင်နိုင်ကတော့စုသက်ကိုအင်ရှိထိပို့ပေးပြီးပြန်သွားပါတယ်ဘာဖြစ်နေကြလဲပန်းလာဝယ်တာသမီးရေဒီမှာမောင်ဝေရန်ကိုပိုးပန်းပြီးတော့ပန်းလာဝယ်ကြတာအမေတို့တော့ဒီနေ့ထောပြီးတိလားချက်တိတ်ပြန်ရောက်ပြီလားဒီမှာပန်းဝိုင်းခူးပေးပါအောင်မိခင်နဲ့စကားပြောနေတော့ဝေရန်ကလှမ်းပြောတာကြောင့်သူမကခေါင်းညိပြီးလက်ထဲကပစ္စည်းတွေကိုမိခင်ဖြစ်သူထံလှမ်းပေးပြီးတော့ပန်းခူးပါတယ်ကိုကိုကြီးမိအတွက်ပန်းအပွင့်20နော်အိုပိုင်းတော်တော်တွန်နှင်းစီအနီးကြီးပဲအပွင့်50နော်โอเคရစီရမယ်ညီမတို့ရေခဏတော့စောင့်အောင်နော်ဓပုံရိုက်ချင်လေရိုက်ကြနော်ဟုတ်ကဲ့ပါမိန်းကလေးတချို့ကအပြုံးနေနေဝေယံကိုကြည့်ပြီးထိုင်ဆောင်ကြပါတယ်တချို့ကတော့ပန်းကင်းထဲမှာအလှဓပုံတွေရိုက်ကြပါတယ်နေစမ်းမအောင်ဒီမိန်းကလေးအားလုံးကဦးလေးစီကိုဘလို့သိပြီးတော့ဒီကိုလာကြရတယ်မင်းတငယ်ချင်းနိုင်နိုင်ကြောင့်ပေါ့ငါအကြောင်းတွေရှောက်ပြောတာဖြစ်မှာပေါ့ငါဘလောက်ချောကြောင်ခန့်ကြောင်ကြွားထားလို့ဖြစ်မှာပေါ့စိတ်ပျက်စရာပဲအမှန်တကယ်ဒီမိန်းကလေးတွေအားလုံးကပန်းလာဝင်မဲ့အစားမျက်စိစမ်းသပ်တင်တာမင်းပြောပုံကကိုကမချောဘူးပေါ့ဒါပေါ့ကျမမျက်စိတွေမှာတော့ပုံမှန်ပါပဲမင်းကအလှပအောင်မခံစားတတ်ဘူးပဲ
မင်းတိအောင်ပြောရရင်ကို့ကိုမင်းသားလုပ်ဖို့တော့လာကန့်လန့်တာကိုကမလုပ်ချင်လို့တိလားယူပါဦးလေးကြီးဟာတလေပြောတတ်တယ်နော်ကဲပန်းတွေတီးချကူးပေးလိုက်ပိုလဲပေးလိုက်အောင်ဘာဖြစ်ဖြစ်ကျမပတ်စံရတာပေါ့နေအောင်ဟိုဘက်ကနှင်းစီဖြူလေးတွားခူးအောင်မယ်တစ်ဖက်ကပန်းနေစီကိုတွားပါတယ်စုသက်ဆိုင်ထားတဲ့နှင်းစီပန်းတွေကအများကြီးပါအယောင်ဆုံးလည်းရှိပါတယ်သူမတယောက်တည်းစိုက်ထားတာလို့ပြောရင်အားလုံးကမယုံကြည်ကြပါဘူးဒါပေမဲ့ဒီပန်းတွေရအောင်နေမနာညံ့မနာအကောင့်နဲ့ဖော်ခဲ့တာသူမရဲ့အိမ်သားတွေကလည်းဘယ်သူမှမသိပါဘူးညနေရောက်တော့ပန်းလာဝဲတဲ့မိန်းကလေးတွေပြန်သွားကြပါတယ်အဲ့ဒီအခါမှာပဲသူမနဲ့သူစိတ်လွတ်ကိုလို့နားရပါတော့တယ်သမီးရေအမေတို့တော့ဒီနေ့9သိန်းပို့လောက်ရောင်းရတယ်သိလားဒါအပြင်ကောင်မလေးတွေကအမေကိုလက်ဖက်တုပ်စားခြင်းနဲ့ပြောလို့တုတ်ပေးလိုက်တာအမေလည်းရကြိုက်လို့ထင်တယ်မဟုတ်ဘူးပါပေးသွားသေးတယ်အမေပြောရင်သမီးလည်းပြောပါတယ်ဒါနဲ့ဦးလေးကြီးကိုပတ်စံ3သိန်းပေးလိုက်ပါလားမကုန်သေးဘူးလေချတရက်ဘောက်စုပေးတာဦးလေးကြီးကြောင့်ဒီလောက်ရောင်းရတာလေကျမတို့ဘန်နီယာတနေ့ကို3သိန်းဘူးပဲရောင်းရတာဒါတော့ဖောက်တယ်ပန်းဆိုင်ရှိလို့ပါဟုတ်တယ်သားရေရှော့မင်းစားကျင်တာဝယ်စားမင်းကအတော်တို့အတွက်လက်ကောင်ပါပဲမြက်ပါတယ်ဒါနဲ့သမီးဖုံးဝယ်လာလားဟုတ်တယ်အမေရေဒါပေမဲ့ကံမကောင်းပါဘူးလမ်းမှာမတော်တဆဖြစ်ရင်မှန်ကွဲသွားတယ်သုံးလို့တော့ရပါတယ်အေးပါသမီးအဆင်ပြေရင်ပြီးရောကဲအမေသွားနာအောင်မယ်ပင်ပန်းလို့ဟုတ်ကဲ့မေမိခင်ဖြစ်သူထွက်သွားတော့ဝီယန်ကစုသက်ဖုန်းနံပါတ်ကိုအတင်းတောင်းပါတယ်ချက်တိတ်ဖုန်းနံပါတ်ပေးလीပေးစရာလိုလို့လားဦးလေးကြီးကလည်းနေတိုင်းတွေ့နေရတာပဲအရေးเจ้าဆိုရင်ဖုန်းဆက်လို့ရတာပေါ့အရေးเจ้าဆိုတာရှိလာမှာမဟုတ်ဘူးပြီးတော့နံပါတ်လည်းမသိဘူးဒါများလွယ်လွယ်လေးကို့ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးခေါ်လို့ရတယ်လေစုသက်ဖုန်းကိုယူပြီးသူ့ဖုန်းကိုခေါ်ပါတယ်သူ့ပေါင်းပြီးအိတ်ကလေးကမီးလင်းလာမှစုသက်ဖုန်းကိုပြန်ပေးပါတယ်တခင်လေးပြန်လာပြီလားကျွန်တော်ဒီလောက်ဖုန်းခေါ်နေရဘာလို့မကန်ရတာလဲတွေ့တာပဲခေါ်ထားတာအခောက်ပေါင်မနေဘူးပဲတွေ့ရင်ပြန်ခေါ်ပေးလို့မရဘူးလားဒီနေ့မေတော်ကြီးကားမတော်တဆဖြစ်တာကားဘရိတ်လုံးဝမမိတော့တာတဲ့ကံကောင်းလို့မေတော်ကြီးဘာမှမဖြစ်တာအော်တွေးတော့အနှင်းငယ်တိုးသွားတယ်အဝိစားလဲပြီးရင်မေတော်ကြီးကိုသွားတွေးလိုက်အောင်နော်ဟုတ်ပြီဒါပဲလားငါဘာပြောရမှာလဲကျွန်တော်ဖုန်းဆက်တာတွေ့ရင်ပြန်ခေါ်မယ်ပြောလေဟက်ကမင်းကငါ့ကိုမိတ်လာပေးနေရလားမဟုတ်ပါဘူးဗျာတောင်းဆိုတာပါအိမ်ကလူတွေအကုန်မေတော်ကြီးအတွက်ပြာရခတ်နေတဲ့အချိန်မှာသခင်လေးကလည်းအမှတ်ဝင်ယူတင်တာပေါ့တော်စမ်းပါကွာအဲ့လိုအပူလုတ်တွေငါမလုတ်တော့ဘူးကဲငါမောပြီးပြန်လာတာနော်နားကြီးတဲ့တန်မခံနိုင်ဘူးအခန်းထဲကနေထွက်သွားတော့ဟုတ်ကဲ့ပါသခင်လေးဖြော်ထားတဲ့တံမြာကြီးတောက်ပြီးရေချိုးလိုက်နော်ပြီးရင်တိတယ်ရှာမရှိနဲ့ကွာလင်းခင်မှာမျက်နှာရှုံမိပြီးအခန်းထဲကနေထွက်သွားရပါတယ်မထွက်ရင်လေစကားများလို့ဆိုပြီးဝီယန်သူ့ကိုတမတော်မှလေဝီယန်လေလင်းခစ်ထွက်သွားတာနဲ့တံမြာကြီးကိုတကြိုက်မောတောက်ပြီးရေချိုးပါတယ်သူ့ရဲ့ဝီယာဝစ်စာအလုံးလင်းခစ်ပဲပြင်ဆင်ပေးတာပါလင်းခစ်ကတကယ်ကိုအားကိုးရတဲ့လက်ယုံတော်ပါအိမ်နောက်ရေမိုးချိုးပြီးအိဆက်တဲ့မွေရပေါ်မှာခြေပြက်လက်ပြက်လဲပြီးအိပ်ပလိုက်ပါတယ်တဏီကုံပင်ပန်းလာတာကြောင့်ခဏလေးနဲ့အိပ်ပျော်သွားပါတယ်ညစာစားပွဲမှာဝီယန်မလာတာကြောင့်ဒေါ်မိုးထက်ကလေးအမျက်တော်သာထွက်ပါတယ်လင်းခစ်ကလည်းမျက်နှာငယ်လေးနဲ့အနားမှာရက်နေပါတယ်လင်းခစ်အမိန့်ရှိပါမယ်တော်ကြီးနေ့တခင်လေးကထမင်းတောင်လာမစားနိုင်ရအောင်ဘာရီများလုံနေရလဲဟိုတခင်လေးကဒီနေ့နိုင်ငံသားဧည့်သည်နဲ့စီဝေးလုပ်ရတာခေါင်းစားလို့ဆိုပြီးခေါင်းမှုလို့အနားယူနေတာပါမယ်တော်ကြီးဒေါက်တာပြိုးကိုသွားခေါ်ပြီးကုခိုင်းလိုက်အဲ့လောက်ထိမလိုပါဘူးဗျာကျွန်တော်စေးတိချာတိုက်ထားပါတယ်အလောက်ကဒီလောက်များလားလင်းခေများတယ်ဗျာစင်းရင်တွေကမှာလို့တခင်လေးညားဆိုရင်မအိပ်ပဲတညလုံးအလုတ်ထိုင်လုံးနေတာပါစင်းရင်တွေဒီလောက်မားနေရင်စင်းရင်ကိုင်တွေကိုအလုတ်ဖြုတ်လိုက်လေငါမြေရဲ့ကျမ်းမာကြီးတော့အထီးကိုက်မဖြစ်စေနဲ့မင်းရောငါမြေနာနေပြီးစံကုန်မြေလေးလုံနေတယ်ပေါ့မဟုတ်ရပါဘူးဗျာလင်းခေကတာဝန်စီတဲ့ကျွန်တော်ရဲ့လက်ယုံတော်မှာမဲတော်ကြီးရုတ်တရက်ဝင်ပြောလိုက်တော့ဝေယန်စကားကြောင့်လင်းခေအသက်ရှူချောင်သွားပါတယ်ဝေယန်ကလင်းခေကိုသွားနာတော့လို့အတန်တိတ်အမူအရာပြတာကြောင့်ပါနတ်တဲ့လင်းခေကမဲတော်ကြီးကိုအယူသေးပေးပြီးထမင်းစားကန်ကနေထွက်သွားပါတယ်ဝေယန်ကလည်းသူထိုင်နေကြနေရာမှာဝင်ထိုင်ပါတယ်
ခေါင်းမူတာတက်တာရဲ့လားသားတက်တာပါရဲ့မမေသာဒီရက်ပိုင်းအလုပ်များလို့ထင်နေမျက်နှာတောင်ခြောင်ကျသွားတယ်ဒီနေ့တော့မေတော်ကြီးကားမတော်တဆဖြစ်တာရောသိလားသိပါတယ်အလုပ်များနေလို့မလာမိတာတောင်းပန်ပါတယ်မေတော်ကြီးနောက်ဆိုရင်ကားကိုတေချာစစ်ဖို့ကျွန်တော်တတိပေးလိုက်ပါမယ်မပြီးနဲ့တော့မေတော်ကြီးသူ့ကိုအလုပ်ဖြုတ်လိုက်ပြီကဲပါထမင်းစားကြစို့တခြားသူတွေလည်းဗိုက်စာနေပြီစားကြတာပေါ့အဲ့ဒီခါကျမှအားလုံးစွန့်ခရင်ကင်ပြီးထမင်းစားကြပါတယ်ဝေယံကိုဝမ်းကွင်းကြီးအကိုတွေနဲ့သူတို့မိသားစုတွေကလုံးဝကြည့်မရပါဘူးအကြောင်းရင်းရှင်းပါတယ်မေတော်ကြီးရဲ့အရေးပေးမှုကိုမခံရလို့ပါသားတို့ကအမြဲတမ်းဝေယံကိုအရှုံးပေးနေရပါလားစိတ်လျှော့စမ်းကြော်စွာမို့ထက်ဒယ်ဒီတို့အခွင့်ကောင်စောင့်ရမှာပဲအဲ့ဒီစကားပြောလာတာဘလောက်ကြာပြီလဲကိုမိုးထက်ဦးကျမနဲ့စယူကြတဲ့ရှင်ကြီးစကားပြောလာတာအခုသားတော်မှာအသက်28ရှိနေပြီမင်းကလေကွာအခုသားကိုမေတော်ကြီးကဝေယံထက်မတရင်တော့ဒန်းတူထားပြီးတယ်မဟုတ်ဘူးလားဘာလို့ဒန်းတူတော့ရှင့်မိရလဲဝေယံကိုပဲသူ့မြေထင်နေရအခုလေဝေယံကိုပြည့်ရိုးမဲ့မိန်းကလေးတယောက်နဲ့လက်ထပ်ပြီးတော့မှအဲ့ဒီမိန်းကလေးကအစင်းရောအချင်းပြည့်စုံတဲ့မိန်းကလေးရှင်သေးရဲ့လားအဲ့ဒီကောင်ရဲ့ကုသိုလ်ကံကလည်းကောင်းလိုက်တာအကောင်းဆုံးဆိုတာတွေဝယ်ရနေတာမိန်းမကလေကွာအဲ့ဒီမိန်းကလေးထက်သားတဲ့မိန်းကလေးကိုရှာပြီးတားကိုပေးစားမှာပေါ့ဒါတော့မပူနဲ့မာမီနဲ့ဒယ်ဒီတားချစ်သူမိုးနုပြဆရာဝန်တယောက်လည်းဖြစ်တယ်လို့သူ့မိဘတွေကအင်္ဂလန်မှာအထူးကုတွေပါတားတို့လောက်မချမ်းသာပြီမဲ့ပညာရေးမှာတော့ထိတ်ဆုံးပဲဒါဆိုရင်တော့မစိုးပါဘူးဦးမိုးထက်ဦးအရာရာကိုရောက်ရဲမနေနဲ့တားချစ်သူကိုလည်းမာမီတွေးကြည့်အောင်ပါနော်သဘောမကျရင်လမ်းခွဲဖို့သာပြင်ပြီးတော့အလုပ်တွေကိုလည်းအရှင်အထက်ပို့ကြိုးစားအခုတော့ကိုခန့်ကိုပြန်တော့မာမီတို့အိတ်ချင်နေပြီဟုတ်ကဲ့မာမီကောင်းတော့ညပါနှုတ်ဆက်ပြီးတော့ကြော်စာမိုးတက်အခန်းကနေထွက်ခဲ့ပါတယ်အိမ်နောက်သူ့ရဲ့တညတာကိုအလုပ်တွေနေပဲကုံဆုံးစီပါတယ်မိုးကလေးရဲ့မြေဖြေရတာသူ့အတွက်ကံကောင်းတာလားကံဆိုးတာလားမသိပါမွေးကလေးကဝေရထက်တာအောင်အဆဆရရစူးစမ်းလာခဲ့ရပါတယ်ဒီနေ့ကအလုံနာရဲ့ဖြစ်တာကြောင့်ဝေရန်ခါတိုင်းလိုအစောကြီးမထပဲအိမ်နေပါတယ်ထုံဆက်အတိုင်းလင်းခစ်ကအခန်းတကာဖွင့်ပြီးပြတင်းပေါက်လိုက်ကကိုဖွင့်ပါတယ်တခင်လေးထတော့လေမွန်းတဲ့နေပြီကျွန်တော်ညတခင်လေးကိုဘာပြောထားလဲမေတော်ကြီးတဲ့မင်းကိုကြောက်နေရပါလားလင်းခေငါ့ကိုအေးစီပေးအိတ်လို့မရဘူးလားဒေါသနောက်မှထွက်တခင်လေးဒီနေ့အရေးကြီးအစည်းအဝေးရှိရလို့ညပြောထားရလေအခုအစည်းအဝေးလုပ်ဖို့နိုင်ဝက်ပဲလိုတော့တယ်ကျွန်တော်ကိုတနာပါအောင်တခင်လေးပဲပင်ပန်းနေမထင်နဲ့ကျွန်တော်ကစိတ်ရောကိုယ်ရောပင်ပန်းတာသိလားသိပြီအခုလေထပြီမင်းကိုယူမဲ့မိန်းမကတော့လောကမှာကံအဆိုးဆုံးပဲဒီလောက်ပွက်စီပြောတာဘယ်မိန်းမမှယူမှာမဟုတ်ဘူးကျွန်တော်ကိုကြိုက်တဲ့မိန်းမတွေအများကြီးပါနော်တခင်လေးရဲ့အလုပ်ဒီနေတယ်အလုပ်ရှုပ်လို့မတိတ်နိုင်သေးဘူးငါအလုပ်တွေခဏပြပြီးကောင်မလေးတယောက်နဲ့ဒိတ်ကြည့်စမ်းပါအောင်ကောင်မလေးကမင်းကိုပေါက်ဖောက်လွန်လို့ပြစ်သွားမှမြင်ရောက်နေအခုကျွန်တော်လဲအစည်းအဝေးနောက်ကျဖို့မြင်ရောက်နေတယ်အမြန်လောက်တော့တခင်လေးတောင်းဆိုပါတယ်လင်းခီရဲ့စကားကြောင့်ဝေယံကရေချိုးခန်းထဲဝင်ပြီးတန်ရှည်လုပ်ပါတယ်လင်းခီကအိယာသိအဝိစာထုတ်ပြီးနေအလုတ်ရှုပ်သွားပါတယ်ဝေယံရဲ့အခန်းထဲကိုဘယ်မိန်းကလေးမှဝင်ခွင့်မပြုပါဘူးလင်းခီတယောက်သားလေဝေယံရဲ့အခန်းထဲကိုတဦးတည်းမူပိုင်ဝင်ခွင့်ရှိသူပါဒီနေ့အလုံနာရဲ့ဖြစ်တာကြောင့်စုသက်တယောက်နိုင်ကိုအဖော်ပြပြီးစားကျင်တဲ့မုန်တွေဝဲစားဖျားရီပါရီသွားနေတာယာနေပါတယ်စုသက်ငါတို့ရေသွားကူရအောင်ဟမ်ဘယ်မှာရေကူးကန်ရှိလို့လဲငါအဝိစာပိုးမပါဘူးနော်ငါဟိုတယ်မှာရေသွားကူမှာအမေနေစမ်းမအောင်ညီကဟိုတယ်မှာရေသွားကူရအောင်ပတ်စံပါလို့လားငါမှဝမ်ခွဲကဒီဟိုတယ်မှာမန်နေဂျာဒါကြောင့်သွားကူမှာပတ်စံလည်းမကုန်ဘူးသိလားဒါဆိုရင်လည်းသွားမယ်လေအဝိစားပြန်ယူရင်ကောင်းမယ်ထင်တယ်နေ့မှာရေကူးဝစ်ဆောင်ရှိလို့လားဟိုတယ်မှာရေကူးဝစ်ဆောင်ငားလို့ရတယ်လာသွားကြမယ်ဟိုတယ်ကအရန်လာတွေပြောတယ်ဩဒါနဲ့ဟိုတယ်မှာပန်းအလှစဉ်နေ့စီမှာပန်းမလို့ရကြောင်းငါအမောက်ပြောရမယ်ဒီတခါတော့ငါတို့ရဲ့နိုင်ကတော်သွားပြန်ပြီကဲချီတက်ကြစို့မြင်ပြောတဲ့ဟိုတယ်ကိုသွားကြမယ်နှစ်ဦးသားတွက်လက်တဲ့ခြေလမ်းနေနဲ့ဟိုတယ်စီကိုသွားပါတယ်စုသက်ကရေကူးရတာဝါသနာပါတာကြောင့်လန်းဆန်းတက်ကြွနေပါတယ်ရေကူးကမှာလူများစွာနဲ့စီကားလာပါတယ်ဟိုတယ်ဆိုတော့တကိတ်တထီကြီးကြီးပါပဲစင်းရဲတဲ့လူဆိုလို့နိုင်နဲ့စုသက်ပဲရှိပါတယ်ရေကန်ကကလေးနဲ့လူကြီးကူးတဲ့ကန်ဆိုပြီးနှစ်ခုရှိပါတယ်မိမပြိုလေးအားလုံးကရေကူးဝစ်စုံလှလှလေးနဲ့လှပနေပါတယ်
စုသက်ပြီးကနိုင်တော့ရေကူးဝစ်စုံလှလှလေးနဲ့စက်တိုင်လန်းနေပါတယ်မလန်းတာစုသက်ပါအပေါ်မှာတီရှပ်အမဲကြီးနဲ့အောက်ကကျင်းပေါင်းပြီးအပွားစားနေပါဟဲ့စုသက်ငါကလေးကူးတဲ့ကံမှာကူးမှာနော်ရေအနဲ့ကြီးဆိုရင်မကူးရဲဘူးနေရလေဟာကလေးကူးတဲ့ကံရေတင်းတင်းနဲ့ငါလူကြီးကူးတဲ့ကံမှာကူးမှာအော်နေရက်ကမိတယ်ဆိုတော့မမီလဲဘာရေးလဲရေရှင်းမတော့ကူးနိုင်ပြီလားဒီရေတွေလောက်ကတော့အပြော့ပဲလိုက်ခေစမ်းပါနေရက်ကအရှိကြီးနဲ့ရေမကွေးအောင်လမ်းလျှောက်လို့ရတယ်ဟိုမှာတွေ့လားနေအကြိုက်အစင်လေးတွေတောင်ရှိတယ်နိုင်ကစုသက်ပြောတဲ့နေရာကိုကြည့်ပြီးပြုံးပြောကလူကြီးကူးတဲ့ကွန်သို့ဆက်ရောက်လာပါတယ်အိမ်နောက်နိုင်ကအစင်ခံပြီးကြံခဲ့ပြီမဲ့လေစုသက်ကတော့ငါးမလီပမာရေကူးကပြောနေပါတယ်တခင်လေးရေကူးရအောင်ပဲလေမကူးချင်ဘူးကွာငါရေကြောက်တာမင်းသိတာပဲရေကိုမြင်တာနဲ့အသက်ရှူကျက်တယ်နည်းနည်းလောက်ပဲကူးပါမစ္စတာချင်းကတခင်လေးနဲ့ရေကူးကျင်တာအဲ့ဒါမှစာချုပ်အဆင်ပြေမှာနော်စိတ်ရှုပ်တယ်ကွာလှုပ်ပါတခင်လေးကကျွန်တော်အတွက်လှုပ်ပေးလို့မရဘူးလားတခင်လေးတို့အလုပ်တွေဘလောက်စူးစမ်းပေးထားလဲတခင်လေးအသိဆုံးပါရေကန်ကလည်းတခင်လေးရေညွတ်လောက်ပဲရှိတာတခင်လေးရေကူးတာမရရင်မတည့်ရလမ်းလျှောက်ပေါ့ဟုတ်ပြီကွာနားကြီးနေရပဲတွားကူးမယ်အမိတ်တိုင်းမှာတခင်လေးဝီယန်ကစိတ်ညစ်သလောက်လင်းခစ်ကပျော်ရွှင်ပါတယ်အိမ်နောက်ဝီယန်နဲ့မစ္စတာချင်းရေကူးကြပါတယ်မစ္စတာချင်းကရေကူးကောင်းကောင်းကြံတော့လေဝီယန်ကတော့ဖျားတပြီးစကူးနေတာပါအဲ့ဒီအခါမှာပဲမစ္စတာချင်းရေကူးတာနားပြီးအပေါ်တက်သွားမှဝီယန်စိတ်တွေပေါ်ပါသွားပါတယ်လင်းခစ်ကလည်းမစ္စတာချင်းကိုအိတ်ခံမှုပါသွားပါတယ်ဟာမောလိုက်တာဒီရေကန်ထဲမှာနေရတာမွန်းကျက်လိုက်တာငါအပေါ်အမြန်တက်မှလို့တွေ့ပြီးရှေးအလေကနေပြန်ကူလာစဉ်ရေထောက်ကြတဲ့တာကြောင့်ဘလို့မှကူမရပဲရက်ကန်ဖြစ်ပြီးရေမိုးမာတော့တယ်စုသက်ဟာရေကူးနေတော့တစုံတယောက်ရေနစ်တာကိုတွေ့လိုက်ပါတယ်အမြန်နှုံးဖြစ်ရေကူးပြီးအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်ရေနစ်နေတဲ့လူကိုဘာမှမဖြစ်ဘူးကျမရောက်ပြီစိတ်အေးထားနော်ကျမကိုဖတ်ထားဟုတ်ပြီလားမကြောက်နဲ့ခြေထောက်ကိုစမ်းပြင်းနေထိလိုက်ရှင်းရနေမိပါတယ်ရှီကရေနစ်တယ်ထင်နေတာဘာမှမဖြစ်ဘူးအသက်နဲ့အများကြီးအသက်ကိုဝဝရှူဆိုပြီးသူ့ကိုသူမကန်းနာသို့ခေါ်လာခဲ့ပါတယ်ကန်းနာရောက်တော့သူမကေလာတဲ့သူကိုတေချာကြည့်မိတော့ဦးလေးကြီးဘလို့ဒီကိုရောက်နေရလဲမကြီးမငယ်နဲ့ရင်းနစ်เสียလားကိုဗလာကိုမှအာမနာရင်းနေရတယ်လို့ခြေတော့ကျွတ်တယ်လို့ရေမွန်းသွားတာပါဘာကိုရေမွန်းတာလဲရင်းနစ်တာတိလားရက်ကန်ဖြစ်နေတာအောင်ကျမသာမကင်ဦးလေးကြီးအသက်ပြောက်ပြီးတိလားပြီးတော့ဦးလေးကြီးအောက်ကျန်းကိုထိတာနဲ့ရေကူးစရာမလိုပဲလမ်းလျှောက်သွားလို့ရတာမသိဘူးလားပြီးတော့ဦးလေးကြီးအောက်ကျန်းကိုထိတာနဲ့ရေကူးစရာမလိုပဲလမ်းလျှောက်လို့သွားလို့ရတာရောမသိဘူးလားသိတယ်မေ့သွားလို့မင်းလည်းလင်းခစ်လို့ပဲအရန်စကားများပဲအခုမှတီးပြီးရလွတ်လာတာတေးချင်အောင်ထပ်မလုပ်ပါနဲ့လားအောင်မကဲလဲကဲပြရသေးတယ်ဒါနဲ့ဦးလေးကြီးကဘလို့လို့ဒီကိုရောက်နေရလဲဒါဟိုလေးပန်းအော်ဦးလေးကြီးကကျမချန်နေနင်းစီပန်းတွေအတွက်လာကြညာပေးတာပေါ့ဟိုပွဲအတွက်ပန်းလို့မယ်ဦးလေးကြီးသိနေရပေါ့သူမဘာပြောနေလဲသူမသိပါဒါပေမဲ့လိုင်ယောညီတွေခေါင်းမိတ်ညှိပြလိုက်ပါတယ်ဘာဖြစ်ဖြစ်ကိုကဒီဟိုတယ်ကိုဘာကြောက်ရောက်လာမှန်းသူမမသိရင်ရပြီလေဦးလေးကြီးခုလိုကျမအတွက်စူးစမ်းပြီးကျေးဇူးတင်ပါတယ်ဒါပေမဲ့အဲ့ဒီအဖွားကြီးမြေရဲ့မင်္ဂလာဆောင်မှာတော့ကျမနင်းစီပန်းတွေတပွေးမှမရောနိုင်ဘူးမျက်နှာခက်တင်းနေပြောတော့သူမပုံစံလေးကတတုံဒေါသထွက်နေပုံပါဒါကြောင့်လေသူဟာအလိုက်တင်နေအဖွားကြီးနဲ့ရန်စားရှိလို့လားတိတ်ရှိတာပေါ့ကျမဖုံးဝယ်တဲ့နေရဒီလိုအစားချပြီးချီဟန်လက်ဟန်နဲ့ပြောနေတယ်သူမစကားကိုတခွန်းမှဝင်မပြောဘဲခေါင်းညှိပြီးအစုံထိနားထောင်ပေးလိုက်ပါတယ်တော်စကားပြောနိုင်တဲ့သူမကိုလင်းခင်းနဲ့သာအတူတူထားပြီးတညလုံးမအိပ်ပဲစကားပြောနိုင်လောက်တယ်လို့တွေးမိပါတယ်ဒါနဲ့သူမပြောတဲ့ဒုံမိုးထက်ကလေးကကို့အဖွားမှန်သတိပြုမိလေဟမ်သူပြောနေရငါအဖွားပဲနေစမ်းမအောင်မင်္ဂလာဆောင်ဟာဘာတော့အလက်မကြနဲ့ခြားထိပ်ပြောတော့ဒီဟိုတယ်ကမင်္ဂလာဆောင်ဆိုတာဟုတ်သားပဲဦးလေးကြီးကဘယ်သိမလဲမင်္ဂလာဆောင်ရမယ့်အဖွားကြီးရဲ့မိကြီးတော်မသိဘူးတဲ့ကျမတော်အမတယောက်ပြောလို့သိရတာလာအနာကက်ပြောပြမယ်သူကသူ့မနာကတ်သွားပြီးတော့အဖွားကြီးမြေကြီးနဲ့အရန်ချိုးတဲ့မမတယောက်မင်္ဂလာအကြီးကျယ်ဆောင်ပေးပါတဲ့မိန်းကလေးဘက်ကိုတင်တောင်းနဲ့လက်ဖွဲ့ရလေမနေဘူးဦးလေးကြီးရေဟိုတယ်နှလုံးပြင်တခြားအရာတွေရောပါတယ်အဖွားကြီးက
ညီရဲ့ချေးမဖြစ်သူအတွက်တော့ကစီးမနေဘူးအစတရချမ်းသာလွန်းလို့အဲ့ဒီအဖွားကြီးကမန်တက်နေရပေါ့ကျေးဇူးပါနော်အခုလိုပြောပြလို့ဟမ်ဘာကြောင့်လဲဦးလေးကြီးကရေနစ်လို့အသိဉာဏ်လွတ်သွားတာထင်တယ်တော်ပြီရေပဲပြန်ကူတော့မယ်ဘိုင်မနေ့ပြန်ဆုံမယ်နော်โอเคကဲပြီးလို့ကျေးဇူးနော်ကျေးဇူးမတင်နဲ့ကျေးဇူးကစားမရဘူးဦးလေးကြီးအသက်ကိုကယ်ပြီးတာကြောင့်ကျမရဲ့ခြံထဲကအလုပ်ကိုအရှင်အားထက်2ဆစူးစမ်းလုပ်ပြီး2ဆမကဘူး10ဆလုပ်ပြီးမယ်โอเคဘိုင်သူမကဒိုင်ပင်ထိုးပြီးရေထဲကိုပြန်ဆင်းသွားပါတယ်ဝီယန်ကဒေါသတကြီးနဲ့လင်းခစ်စီကိုသွားပါတယ်ကျွန်တော်ဘာမှမသိတာပါတကယ်ပါသခင်လေးဟာအဲ့ဒီအကြောင်းဘလို့သိတာလဲမင်းတကယ်မသိတာနော်ငါစုံစမ်းလို့ဒီကိစ္စကိုမင်းသိတယ်ဆိုလို့ကတော့ငါနဲ့တွေ့မယ်ဖျားပြီးစမ်းပြီးပါဗျာဒီအကြောင်းလုံးဝမသိပါဘူးသခင်လေးကိုစားကျွန်တော်မှအလုပ်တွေလုပ်ရလို့ဖင်ရိုင်းတော့မကုတ်အားပါဘူးစိတ်ညစ်လိုက်တာဟိုတယ်မှာကလေးကမသိပါဘူးပြောနေတာအိမ်ရောက်တဲ့အထိကိုမင်းနေတော့ဆိုတော့ကျွန်တော်နားကြီးလေညီးလာပါပြီဗျာအောင်မမင်းကဒီတစ်ခါပဲနားညီတာငါမင်းကြောင့်အခါနားညီနေရတာပါကွာဟုတ်ပြီအခုသခင်လေးလည်းအဲ့ဒီအကြောင်းကိုသိသွားပြီဆိုတော့မင်္ဂလာပွဲကိုသဘောတူပြီးအေးဆေးရင်ဆိုင်လိုက်ပါမင်းမေကြီးတော့အေးဆေးလားကွာငါဟိုစာတိတ်ကိုပဲလက်ထပ်မှာအခုမေတော်ကြီးစစ်စင်ပေးတဲ့မင်းကလေးကိုပဲယူလိုက်ပါဗျာဟိုကြီးမဟုတ်ကြက်မဟုတ်တဲ့ကောင်မလေးထက်အဆဆရရအကုန်တာတယ်အလှချင်းပြိုင်မလားပညာချင်းပြိုင်မလားအကုန်တာပြီးတာပါတော်စမ်းပါကွာမင်းအခုငါရှိရထွက်သွားတော့နော်အကန့်မခံချင်းသွားပါမယ်ဗျာသွားစစ်နေတာကြာနေပြီအပူတယ်နဲ့နေရလို့ထင်တယ်ကျွန်တော်မှပူလောင်နေပြီငါလောက်ရရင်တော့မင်းတော့သေတော့မယ်လင်းခစ်ကချက်ချင်းအခန်းထဲကထွက်ပြေးသွားပါတယ်မပြေးရင်သူ့အကန့်ခံရတော့မှလေခဏကြာမှတော့ဝေယံရဲ့အတန်ထွက်ပေါ်လာပါတယ်လင်းခစ်အခန်းထဲဝင်ခဲ့အောင်လာပြီသခင်လေးအခန်းထဲဝင်လာတဲ့လင်းခစ်ကြောင့်ဝေယံတော့ပို့ထွက်သွားပါတယ်ဘာကြောင့်လဲဆိုတော့ကိုကစိတ်ညစ်နေတဲ့အချိန်သူကမြူဆူနေတာကြောင့်မှအခုလေပါစက်သေးကိုမဆက်မပြေပါမုတ်ကိုထိုးထည့်လာပုံမှာတီနေအောင်မရော့ရေတော့ကမ်းပြီးတဲ့ရေကိုယူပြီးလင်းခစ်တောက်လိုက်ပါတယ်အဲ့ဒီအခါမှာနေနေတဲ့အစာတွေအစာအိမ်ထဲကိုရောက်သွားပါတယ်ကျေးဇူးသခင်လေးဘာကျေးဇူးလဲငါစိတ်ညစ်နေတာတော့မင်းကစားနိုင်တောက်နိုင်တော့အာစိတ်တူလိုက်တာသခင်လေးစိတ်ညစ်တာနဲ့ကျွန်တော်ပါလိုက်စိတ်ညစ်ရမှာလားလို့ပြောချင်နေတဲ့ပါစက်ကိုလက်ထဲကင်ထားတဲ့ပါမိုးလက်ကျန်နဲ့ပိတ်ပစ်လိုက်ပါတယ်ကြည့်ငါဒီလောက်ပြောနေရတာစားနိုင်သေးတယ်စဉ်းစားပြီးစမ်းမနှက်ပြန်ဟိုချတိုင်းနဲ့ငါလက်ထက်ရအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီစကားကြောင့်လင်းကအစားနှင်ပြန်ပါတယ်စိတ်ထဲမှာလည်းဒီတစ်ခါအစားနေတာပြန်မသက်တာပဲအသက်ထွက်ပါစီလို့ဆုတောင်းမိပါတယ်ပန်းချန်ထဲမှာရေလောင်းနေတဲ့စုသက်ကိုဝေယံခဏအကဲခတ်နေပါတယ်ဒါအောင်လေပါနဲ့တဲ့စုသက်ကတည်ပါတယ်ဦးလေးကြီးဘာဖြစ်နေရလဲဘာဖြစ်လို့လဲဟေးကျမကိုအကဲခတ်နေသလားလို့မခတ်ပါဘူးလိမ့်နဲ့လိမ့်စရာလားဒီပင်တွေကိုပိုးတက်ပြီးရင်အလုပ်ပြီးမဟုတ်လားပြန်စင်နေပြီပေါ့ပြန်စင်တာပေါ့လုံးစရာရှိသေးတယ်ဒါဆိုရင်လည်းအခုပဲပြန်တော့လေကျမဘာသာပဲဖြန်းလိုက်တော့မယ်ရပါတယ်ကိုတောင်ဝင်ကိုကြည့်အောင်လုပ်ရမှာပေါ့သဘောစကားပြောတာအပေါက်လမ်းမတည့်တာကြောင့်စုသက်ဘာစကားမှမပြောပဲလှုပ်ရှားရှိတာပဲဆက်လုံးနေပါတယ်ဝေယံကတော့သူမစီဆိုတာကိုကြည့်ပြီးရည်ချင်နေပါတယ်ဒါနဲ့လင်ခစ်ဒီညသူမကိုဘလို့ခိုးမှလဲအခုတော့ညနေ6နာရီထိုးတော့မယ်ငါတော့အလုပ်ပြန်ရတော့မယ်ဒီကောင်ဘလို့လုပ်အောင်လဲမသိဘူးတွေးရင်းနဲ့ရင်မောနေရပါတယ်ဆေးဖြန့်လုပ်ပြီးတော့ခြာတစ်ကိုနှုတ်ဆက်ပြီးအိမ်ပြန်ဖို့ပြင်နေစဉ်လင်းခစ်ကရေးသီးတုတ်ပြရောက်လာခဲ့ပါတယ်ဟာကိုရရဲ့အမေအသေးတန်ဖြစ်လို့လာခေါ်တာဘာကြောင့်နေရလဲဦးလေးကြီးကို့အမေရေးဖို့အခြေအနေဖြစ်နေတယ်လေကြောင်တောင်နဲ့အဲ့ဒါပြောတာပေါ့ညီမရေ तू ကအဲ့လိုပဲကြောင်တောင်ဘာမှအားကိုးလို့မရအောင်ညီမခဏလိုက်ခဲ့ပေးလို့ရမလားကူညီခြင်းစိတ်အပြည့်ရှိတဲ့သူမကနှစ်ခါတော့မခေါ်ရပဲချက်ချင်းထားလိုက်လာပါတယ်ဝေယံကလည်းလင်းခစ်မျက်စိမိတ်ပြတာကြောင့်သဘောပေါက်သွားပါတယ်အိမ်တော့တနားရီလောက်ကားစီသွားရင်အိုဟောင်းနဲ့ပြင်တောင်အိမ်ကိုရောက်ပါတော့မယ်အဲ့ဒီခါဝေယံကအမေလို့ခေါ်ပြီးအိမ်ပေါ်ပြေးတက်ပါတော့တယ်စုသက်ကလည်းစိုးရင်တကြီးနဲ့အပေါ်လိုက်တက်သွားပါတယ်အဲ့ဒီခါအနောက်ကပါလာတဲ့လင်းခစ်ဟာချက်ချင်းတကားဆွဲပြီးအပြင်ကနေတော့ခတ်လိုက်ပါတယ်အိမ်နောက်
သူကကားမောင်းပြီးပြန်သွားပါတယ်။အိမ်ပေါ်မှာတော့ဝီယန်ကအိတ်ခမ်းထိုင်ကုန်မှာထိုင်နေပြီးစုသက်ကတော့ဒေါသတွေပောက်ကွဲနေပါတယ်။ဦးလေးကြီးပြောတော့ဦးလေးကြီးမေနေမကောင်းလို့ဆိုဗမာလေအဲ့ဒါညာပြောတာမင်းကငါခိုးလာတာဘာခမကြီးဘာစက်နဲ့အခုလိုလောက်တာလဲအခုချက်ချင်းကျမကိုအိမ်ပြန်ဖို့မပို့နိုင်ဘူးမင်းကောက်လက်ထက်ရမယ်ဒီအချိန်ပြန်လဲမင်းမိဘတွေကလက်ခံမှာမဟုတ်ဘူးကဲဟာဘလို့မှတီးခတ်နိုင်စွမ်းမရှိတာကြောင့်ဝေယံကိုလက်သီးနဲ့ပိတ်ထိုးပြီးကင်ပေါက်ပြစ်လိုက်ပါတယ်ဝေယံကတော့ဘာမှပြန်မလုပ်ဘဲငြိမ်ခံနေပါတယ်မင်းကြိုက်တယ်လို့လို့မင်းကောက်တလေငါအတိခတ်မယ်ဒါမဲ့မင်းကောက်လက်ထက်ရမယ်မုန်းတယ်ခမားကြီးကိုတီလောက်အောင်မုန်းတယ်လက်မထပ်ဘူးကလိန်ကကြစ်ကြီးရဲ့ဟိုကားနဲ့ပြန်မောင်းပြေးသွားတဲ့အကောင်လဲတောက်အောင်မှကြည့်နေမင်းစိတ်ကြိုက်ပြုတ်မှုနိုင်တယ်နေစမ်းမအောင်ကျမကိုဘာကြောင့်လက်ထက်ချင်တာလဲအကြောင်းပြချက်ကဘာလဲအကြောင်းပြချက်ကအိမ်ရပေးစားတဲ့လူကိုမယူချင်ဘူးပြီးတော့မင်းကိုစတွေ့ကြတဲ့ကငါစနီလောင်လို့ပဲတတ်မှတ်ထားတာဒါကြောင့်အခုလိုလှုပ်လိုက်တာစက်တည်းလုံးဝမရှိဘူးသိလားရှင်းစံတာတစ်ခုတည်းနဲ့ကျမမိသားစုဘဝကိုဖျက်ဆီးလိုက်တာပဲသိရဲ့လားဒါကြောင့်ရှင်းရဲ့အယူထားမှုတွေကိုရှက်တန့်ပြီးကျမကိုအိမ်ပြန်လိုက်ဖို့ပါစကားကိုနှစ်ခါမပြောမင်းကိုငါခိုးလာတာဒါကြောင့်မို့လို့ပြန်ဖို့စိတ်ကူးမရှိဘူးကဲဟာပြန်မဖို့ချင်အောင်စိတ်ရှိလက်ရှိဝေယံရဲ့မျက်နှာကိုပိတ်ထိုးလိုက်ပါတယ်အိမ်နောက်တိမ်လုံးကပစ္စည်းတွေကိုပောက်ကွဲပစ်ပါတယ်ဝေယံကတော့သူ့မပြုတ်သမျှနုမဲ့လူလိုပဲဘာမှပြန်မလုပ်ပဲငြိမ်နေပါတယ်နိုင်အတော်ကြာအောင်သူမတောင်းကျမ်းပြီးတော့ငြိမ်သက်သွားပါတယ်တိုင်ကက်နိုင်ကညစိန်နိုင်ကိုညွှန်ပြနေပါတယ်တနေ့ကုန်အလုပ်လုပ်ထားတာကြောင့်နှစ်ယောက်လုံးကဗိုက်စားနေပါတယ်အစားဆုံးကတော့သူမပေါ့ဒေါသမောဟတွေပောက်ကွဲထားတာကြောင့်ဗိုက်အလွန်စားနေပါတယ်ဒါကြောင့်လေသူမဒေါသစေစားပါချက်တိတ်ဗိုက်စားနေပြီမလားစကားလာမပြောနဲ့ခမကြီးတောင်မကြားချင်ဘူးမုန်းလွန်းလို့ခမကြီးကျမဘဝကိုဖျက်ဆီးတာသိရလားโอเคမင်းကိုနောက်ဆုံးအနေနဲ့တခုပဲပြောမယ်ဗိုက်ဆိုင်ရင်မီးဖို့ကြောင့်မှာအစားအသောက်တွေပြင်ထားတယ်မင်းဆိုင်ရင်စားဖို့ဒီနေရာမှာမင်းစိတ်ကြိုက်နေနိုင်တယ်ကိုဟိုဘက်အခန်းမှာရှိမယ်မင်းလိုရင်ခေါ်လိုက်အဲ့လိုပြောပြီးဝေယံကထသွားပါတယ်ဝေယံထပြီးမကြခင်စုတက်ကဘိုက်အောင်လာပါတယ်အရေးရဲ့အကြောင်းရဲ့ဆိုရင်ဒီဘိုက်ကအလိုက်ကန်းစိုးမသိစားလာပြန်ပြီအာဘိုက်နာလိုက်တာဒီအချင်းတွေကိုရှောင်လဲလို့ရတာမှမဟုတ်တာထမင်းသွားစားတာပဲကောင်းတယ်စားပြီးအားတရမယ်အဲ့လိုရေရွတ်ပြီးမိဖို့ကြောင့်တွေကိုဝင်သွားပါတယ်အုပ်ဆောင်အကစားစရာကတော့အစုံအလင်ပါကြက်ကင်ဘဲပေါင်တုံရန်ဟင်းရီအစိမ့်စော်တပွေးနဲ့ထမင်းအိုပါတရီကြစရာကြီးဒေါသဗိုက်စားတာပဲကောင်းကောင်းစားပြီးကောင်းကောင်းမုန်းရမယ်သူမကအားရပါရအစားပြစ်ပါတယ်စားနေတော့ကျင်နာတက်တဲ့နှလုံးသားရှိတာကြောင့်ဟိုလူကြီးရောဗိုက်စားနေရောပေါ့ဒီလောက်အလုပ်တွေပင်ပန်းထားတာခေါ်ကြွေးရင်ကောင်းမလားဟာစုတက်လွင်ဘာတွေးနေရလဲဒီလောက်ကလိန်ကကြစ်ကြရလို့ထိတ်တွေးစရာလားသူ့ဘာသာဗိုက်စားလို့ပဲတိတ်တိတ်ထားလိုက်ကိုဝမ်းမယ်ကိုဖြည့်မယ်သူမကစားကောင်းကောင်းနဲ့အကုန်စားပြနိုင်ပြီမဲ့လေလူသားချင်းစာနာတာကြောင့်အနှင်းငယ်ခြံထားပြလိုက်ပါတယ်ဗိုက်ပြေးသွားပြီးရင်တော့အကျော်ဆန်တာကြောင့်တွေ့ရအခန်းတစ်ခုမှဝင်လဲလိုက်ပါတယ်အခန်းတကားကိုတေချာပိတ်ထားတာကြောင့်စိတ်ချလက်ချအိပ်ပြလိုက်ပါတယ်တနေ့ကုန်အလုပ်လုပ်ထားတော့စိတ်တွေလည်းပင်ပန်းရတာကြောင့်ခဏအတွင်းမှာပဲအိမ်မောကျသွားပါတယ်မနက်စောစီလင်းခိရောက်လာပြီးဝေယံကိုဆေးထည့်ပေးရပါတယ်ဝေယံမျက်နှာကလေအထိုးခံထားရတာကြောင့်စုပ်ပြတ်တက်နေပါတယ်ဒါကိုကြည့်ပြီးလင်းခိကအညီလိုမစုံပါတခင်လေးရဲ့အဲ့လောက်အထိုးခံရလားကြည့်ပါဦးမျက်နှာတစ်ခုလုံးစုပ်ပြတ်တက်နေရောအဲ့ဒီမိန်းကလေးကိုလက်ထက်ချင်တော့လားဘယ်နှခါမင်းနေမှလဲငါ तू ကလွယ်ပြီးတော့ဘယ်မိန်းကလေးမှမယူနိုင်ပါဘူးဆိုဝစ်ကလည်းကြီးလိုက်တာဗျာငါတို့တခင်လေးဒီလောက်ချောမောပြီးချမ်းသာတာအခုလိုကြမ်းထုံမအောင်တွေ့ညိနေတာဝစ်ကြီးတာပဲပြန်စဉ်းစားပါအောင်တခင်လေးကိုနှမျောလွန်းလို့ပါတော်စမ်းကွာမနဲ့စာပါလေမိုးရင်ကငါးပွဲဝယ်ခဲ့တယ်တခင်လေးရဲ့ဇနီးလောင်ကအစားကြီးတယ်ဆိုညဝယ်ထားပြီးတဲ့ဟာတွေစားထားတာနဲတာမဟုတ်သူစားပြီးသားပကံအောင်မစေးထားဘူးမိမလည်းပီတမယ်မထင်ဘူးအမှန်ပဲ तू ကအိမ်မှုကိစ္စတွေဘာမှမလုပ်တတ်တာဟမ်မေရော်ကြီးတို့နဲ့ तू ဘလို့နေထိုင်မလဲနော်မေရော်ကြီးတို့လည်းဒီမင်္ဂလာပွဲကိုကန့်ကွက်မှာပဲတပည့်တယောက်အနေနဲ့အကြံပေးပြရစီအဲ့ဒီမိန်းကလေးအပေါ်လဲတခင်လေးဘာမှကျူးလွန်ထားရလဲမဟုတ်ဘူးပတ်စံပေးပြီးဘာမှမဖြစ်တယ်လို့လုပ်ရအောင်နော်တိတ်ဆန်းကွာဘာမှမကြားချင်ဘူးတခင်လေးအဲ့မိန်းကလေးကိုချစ်နေရလားအဲ့ဒါတော့ငါမသိဘူးသူ့ကိုငါစက်နီးပဲဖြစ်စေချင်တယ်
ငါဘက်မှာဘယ်သူမှမရှိဘူးမင်းကတော့ငါဘက်မှာရှိတင်တာပေါ့ဟဲ့ကောင်ရတိပါပြီဒါနဲ့မနိုးသေးဘူးလားနောက်ကြမှအိတ်တော့မထသေးဘူးထင်တယ်မင်းလည်းပြန်တော့လေသူမိဘတွေကိုတေချာပြောပြပြီးအချင်းဆုံးမင်္ဂလာပွဲကျင်းပမယ်ဟုတ်ကဲ့အားလုံးပြင်ဆင်ပေးပါမယ်ဒါဆိုရင်ကျွန်တော်စားဖို့တောက်ဖို့လုပ်သွားပြီးမယ်အပြင်ကလည်းတောက်ခတ်ထားပြီးမယ်လေးလေစာလည်းဝယ်လာတာကြောင့်တေချာလှည့်ထည့်ပေးခဲ့မယ်ဟိုတယောက်ကိုပဲကြွေးမနေနဲ့တခင်လေးလဲစားအောင်အေးပါကွာမင်းကလည်းမိန်းမကြီးကြနေရပဲပူတက်ရောမပူလို့ရမလားကို့တခင်လေးဒီလောက်ခံထားရတာကျွန်တော်တခင်လေးကိုထိခိုက်ဒဏ်ရာရအောင်လုပ်နိုင်တာလောကမှာမေတော်ကြီးပဲရှိမယ်ထင်တာအခုတော့တယောက်ပေါ်လာပြီအေးပါကွာပေါ့စီနဲ့ပြောပြီးလင်းခေကအကုံအစုံလှုပ်ပြီးပြန်သွားပါတယ်လင်းခေပြန်ပြီးရင်တော့သူ့မနိုးလာပါတယ်အခန်းထဲကထွက်လာတာနဲ့ဝီယန်ကိုမျက်စောင်းထိုးပါတယ်အိပ်ပျော်ရလားချတိတ်စကားလာမပြောစမ်းနဲ့မုံလုံးလို့ဒီအိမ်မှာချတိတ်နဲ့ကိုပဲရှိရလေစကားမပြောရင်ပြင်းစရာကောင်းနေမှာပေါ့ကွာပြင်းရင်လေဟိုခန်းထဲမှာမှန်ရှိတာပဲဟာတယောက်တည်းအယူလိုထိုင်ပြောနေအာယုံနောက်တယ်ကျမရှိမှလာမနေနဲ့တခုခုလုံးမိလိမ့်မယ်မင်းလုံလေကိုခံရမှာပဲမင်းကိုပြန်ခုခံလို့ရပေမဲ့ကိုမလုပ်ဘူးအချက်နှစ်ချက်ရှိရယ်တစ်ချက်ကကို့အမကြောင့်နောက်တစ်ချက်ကကိုမိန်းကလေးတွေပေါ်လက်မပါတက်လို့ပဲရှင်လက်ပါလေကျမကြောက်မယ်ထင်မနေနဲ့မကြောက်တက်လို့ပထွေးနဲ့တအိမ်နဲ့တူတူနေနေတာသဘောပေါက်နော်ရှင်လောက်ကတော့အုံးသီးပေါ်မှာနားနေတဲ့အိမ်ညောင်လောက်ပဲရှိတယ်ဟုတ်ပါပြီမျက်နှာတပြင်းအုပ်ဆောင်အောင်မှာမွေးငါရှိတယ်စားလိုက်အောင်ရှာမရှိပါနဲ့ကျမဘာသာစားခြင်းစားမယ်မစားခြင်းမစားအောင်ရှင့်အလုံးမဟုတ်ဘူးဟုတ်ပါပြီမင်းအဝတ်စားလဲခြင်းအခန်းထဲကငါအဝတ်တွေကိုယူဝစ်အော်စွာဖို့စဉ်းစားမနေနဲ့အောင်ဒီအိမ်မှာဖြာနဲ့ဂုံကြီးအိတ်တွေမရှိဘူးမင်းအနဲ့မင်းခန့်နိုင်တော့ဒီတိုင်းနေပေါ့ပြောပြီးတော့ဝီယန်အခန်းတစ်ခုထဲဝင်သွားပါတယ်စုတက်ကဒေါသထွက်ပြီးကြံခဲ့ပါတယ်တခါတလေတော့မင်းမေစွာတက်တာမဟုတ်ဘူးချတိတ်ကိုလည်းစွာတက်တယ်မင်းထက်ကိုရိုင်းတက်တာပဲကို့အမတစ်ခုကြောင့်မင်းကိုတီးခတ်နေတာချတိတ်အဲ့ဒီစကားကတော့ဝီယန်ရဲ့ရင်တွင်းခန်းစားချက်ပဲဖြစ်ပါတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာသွေးမိတ်ရေးသားထားတဲ့အမုန်းတွေထပ်ပို့သောဆိုတဲ့ဇာတ်လမ်းကောင်းလေးရဲ့အပိုင်း1ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်